ဆက်လေးချင်နော်ဒီတို့ကတော့ကုသိုလ်ကံစေတနာတို့ကြောင့်မိမိတို့ဒီတောင်းတအပ်သောမေတ္တာ ဘုံညာနိဗ္ဗာန်တို့မြင်မြန်စွာရောက်ရှိအောင်ခြင်းချအကျိုးကိုအားထုတ်နိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်ကြပါစေ။ဒီတရားမဟောမီပေါ့လေ။တကယ်တော့ဦးဇင်းဒီနေ့တရားဟောရမယ်လို့မသိပါဘူး။ဘုဒ္ဓမပါဠိငယ်တော်ရောက်နေတယ်။ရောက်နေတဲ့အတွက်ကြောင့်မို့တရားစစ်ပြီးတဲ့အခါကျရင်တပည့်တော်ခေါ်လာမယ်နည်းနည်းလေးတရားစကားလေးပြောပြပါလို့ဦးဇင်းကိုနေ့လည်ကလျှောက်ထားပါတယ်ဦးဇင်းလည်းဒီနေ့တော့စနေနေ့ဆိုတော့တရားစစ်တာဆွဆောင်းပြီးမယ်နဲ့တူတယ်လို့ခေါ်လာခဲ့ပါလို့ခေါ်လာခဲ့တော့လည်းနည်းနည်းစကားလေးပါလေးပြောရတာပေါ့တွေ့လည်းတွေ့ပူတာပေါ့လို့ဒီလောက်ပဲဦးဇင်းပြောလိုက်တာပါဦးဇင်းတရားဟောမှလည်းလုံးမသိပါဘူးနော်အခုတယောက်တော့အားလုံးကစီစဉ်ပြီးသားဖြစ်နေတော့ဦးဇင်းမဟောဘဲနဲ့ထွက်သွားလဲမကောင်းဖြစ်နေတယ်ဦးဇင်းရဲ့ဆရာဖြစ်တဲ့ဥတီလကလည်းပဲအားလုံးကိုမိထားပြီးပြီလို့ပြောပါတယ်။ဘာစီစဉ်မှမရှိဘဲနဲ့လက်တန်းဟောရမယ်တရားဖြစ်ပါတယ်နော်။ဒါပေမဲ့ဒီနေ့ကဥဒ္ဓမဘာသာကဘာကြောင့်အဲ့လိုမျိုးဟောစီခြင်းတလဲလို့သူ့ရဲ့ရည်ရွယ်ချက်ကလေးကကောင်းပါတယ်။ဦးဇင်းကတော့မသိဘူးပေါ့လေဒီနေ့ကတော့အမေများနေလို့သူပြောပါတယ်ဒီမှာလည်းပဲရဟန်းတော်တော်များများရဲ့မိခင်တွေကရောက်ရှိနေကြတယ်လို့လည်းပြောတယ်အဲဒီမိခင်များကိုလည်းမိခင်တွေနဲ့ဆက်နေတဲ့တရားလေးတစ်ခုမိခင်နဲ့သားသမီးကြားမှာရှိတဲ့ရှိတတ်တဲ့ဆက်ဆံရေးလေးတွေအကြောင်းကအဲ့ဒါလေးတွေကိုနည်းနည်းလေးပြောစီချင်တယ်လို့တော့ဦးဇင်းကသူပြောပါတယ်ပြောတဲ့အခါကျတော့ဦးဇင်းကိုလွန်ခဲ့တဲ့တလလောက်ကလည်းဦးဇင်းရဲ့အကူကဦးဇင်းရဲ့အမနဲ့ဦးဇင်းရဲ့ဒူလေးတွေကြားထဲမှာဖြစ်ပေါ်နေတဲ့ပြဿနာလေးတွေပြောပြတယ်ပြောပြပြီးတော့မိဘနဲ့သားသမီးကြားဖြစ်တဲ့ဖြစ်တိုက်တဲ့ဆက်ဆံရေးလေးတွေကိုတရားတစ်ပုဒ်လောက်ဟောပေးပြီးတပည့်တော်စီပို့ပေးပါတဲ့ဒီနှစ်အတွင်းဟောပေးပါလို့ဦးဇင်းကိုသူလျှောက်ထားခဲ့ဘူးတယ်ဦးဇင်းလည်းဟောတော့ဟောပေးမယ်လို့ဒီလောက်တော့ပြောထားခဲ့ပါတယ်အဲ့တော့ဒီနေ့အားလုံးအမိများနေ့ကိုပဲအကြောင်းပြုပြီးတော့ပေါ့နော်မိခင်နဲ့သားသမီးကြားရှိသင့်ရှိထိုက်တဲ့မေတ္တာတရားအကြောင်းလူကြီးနဲ့လူငယ်ကြားရှိသင့်ရှိထိုက်တဲ့ဆက်ဆံရေးမေတ္တာတရားထားသင့်ထားထိုက်တဲ့မေတ္တာတရားတွေပေါ့နော်ဒါလေးတွေကိုဦးဇင်းနေနဲ့အခြေခံပြီးတော့ဉာဏ်ထဲမှာရှိတဲ့အတိုင်းလေးပဲပြောသွားမယ်ပေါ့နော်အဲ့လိုမပြောခင်လေးမှာပေါ့ဦးဇင်းတို့မေတ္တာအာတိတကထာလေးနဲ့ပေါ့နည်းနည်းလေးစပြီးတော့ဦးဇင်းတို့ဖွင့်လိုက်ကြတာပေါ့နော်မေတ္တာနိတာကရောလောကေသမ္မာဘာတုဒုက္ခံကရောမေတ္တာတိတလရံတိဟိဒုက္ခံတုပုတိတာသောသာလောကေတတဝါလီလီခုမိပေါ်လာလောကတက္ကဘာတွင်၌မေတ္တာနိတာကရောမေတ္တာယေလူဖွေးဖြူပဝင်းဝေလာမင်းကြီးသည်သမ္မာတတဝါတွေအေးမြစီဖို့ရှင်ပအတရေကောင်းမွန်စွာဒုက္ခံကရောသူလဲဝန္တာငါလဲဝမ်းမြောက်အလုံးစိတ်ဝမ်းလန်းလာယခုချမ်းသာကိုပြုလျက်
Batu yan lekin we be le makai yabu Shumpa atari tumpa bazi the di Mita di dala randi hi Mita puilea ida soundi yangwaru di Mita puilea ida soundi yangwaru pi Buddhita Pong Lan Tong Lan Mala Twitiya Gondo Bazagavaya Yatini Myazwa Tatawa Paundo Di Dukhan Du Go Se Ega Beyan Kwaye Wanda Dagwa Chanda Muja Basi Gondo Diဒီနေ့ဟောမယ့်တရားတော်လေးကိုမေတ္တာတရားလို့ဒီလိုပဲအမည်ပေးကြစို့နော်မေတ္တာတရားအကြောင်းပြောပြီးဆိုတဲ့အခါကျတော့အနေများလေးကိုအကြောင်းပြုပြီးမိခင်တွေကိုချီးမြှောက်သောအဖြစ်မိခင်နဲ့သားသမီးတွေကြားထဲမှာမိဘတွေဘက်ကလည်းသားသမီးတွေအပေါ်မှာရှိနှင့်ပြီးဖြစ်တဲ့မေတ္တာတရားမိခင်တွေဘက်ကမိခင်ဖခင်များဘက်ကနေပြီးတော့သားသမီးတွေအပေါ်မှာရှိနှင့်ပြီးဖြစ်တဲ့ကျေးဇူးတရားဒါတွေကတော့ပြောမယ်ဆိုရင်တော့ပြောဖို့ရမကုန်တော့ဘူးပေါ့အဲ့လိုမိခင်ဖခင်တွေရဲ့ကျေးဇူးတရားတွေကိုသိတတ်တဲ့ပုဂ္ဂိုလ်တွေလည်းလောကမှာရှိကြတယ်လို့မိခင်ဖခင်တို့ရဲ့ကျေးဇူးတရားတွေကိုမသိတဲ့ပုဂ္ဂိုလ်တွေလည်းပဲလောကမှာကများစွာရှိနေကြတယ်။အဲ့ဒါလိုရှိနေတဲ့အတွက်ကြောင့်လောကမှာမဖြစ်တဲ့မဖြစ်ထိုက်တဲ့မကြားတဲ့မကြားထိုက်တဲ့အနိဋ္ဌာယုံတွေလည်းလောကမှာဖြစ်နေကြတာကိုအလုံးလည်းတစ်စိတ်တစ်စောင်းတော့ခြားကူကောင်းခြားကူကြပါလိမ့်မယ်နော်။ဟိတော့မိဘတွေရဲ့မေတ္တာနဲ့ပတ်သက်ပြီးတော့မပြောခင်လေးဦးဇင်းတို့မိဘတွေရဲ့ကျေးဇူးကြီးမားပုံနဲ့မိဘတွေရဲ့ကျေးဇူးတရားကိုပြန်လဲဆက်နိုင်ခွင့်ဆိုတဲ့တရားဘယ်လိုမျိုးပြန်ပြီးတော့ကျေးဇူးဆက်ပါမှကျေးဇူးပြန်ကြည်နိုင်တယ်လေဒါလေးကတော့မြတ်စွာဘုရားဟောထားတဲ့တရားတော်ဖြစ်တဲ့အတွက်ဒီတရားလေးကိုဦးဇင်းစတင်ပြီးခြေပြုပြီးတော့မှမိဘနဲ့သားသမီးကြားဆက်ဆံရေးအပိုင်းကိုဆက်လက်ပြီးဟောပေးမယ်လို့ရည်ရွယ်ပါတယ်နော်ဦးဇင်းတို့မြတ်စွာဘုရားရှင်တစ်ချိန်ယဟန်တော်ကိုယဟန်တော်တွေကိုတရားလေးတစ်ခုဟောပေးပါတယ်မြတ်စွာဘုရားဘယ်လိုဟောတယ်လဲဆိုရင်တန်တရားခီးရဲ့ရှေ့အစွန်းကိုဉာဏ်ဖြင့်ဆင်လျောက်၍ကြည့်မယ်ဆိုရင်လည်းပဲမတိအပ်မတိနိုင်တဲ့အစရှိတယ်လို့မြတ်စွာဘုရားဟောခဲ့ပါတယ်အဲ့ဒီလိုအစမရှိတဲ့တန်တရားအစမထင်တဲ့တန်တရားခီးမှာဦးဇင်းတို့တူးနဲ့တူးနဲ့မိဘရဲ့လို့မတော်ခဲ့ဘူးတဲ့ပုဂ္ဂိုလ်အမိရဲ့လို့မတော်ဘူးတဲ့ပုဂ္ဂိုလ်ဖရဲ့လို့မတော်ဘူးတဲ့ပုဂ္ဂိုလ်ကိုလိုက်ရှာလေဆိုရင်ရလွယ်တဲ့သဘောမရှိပါဘူးညီကိုမောင်နှမရဲ့လို့မတော်ဘူးတဲ့ပုဂ္ဂိုလ်ကိုလိုက်ရှာမယ်ဆိုရင်လည်းပဲရလွယ်တဲ့သဘောမရှိဘူးအစမတင်တဲ့တန်တရားခီးမှာမိဘတော်ဆက်ခဲ့ဘူးတဲ့ပုဂ္ဂိုလ်တွေသာဖြစ်ကြပါတယ်သာသမီအဖြစ်နဲ့တော်ဆက်ခဲ့ဘူးတဲ့ပုဂ္ဂိုလ်တွေညီမအမအကိုမောင်နှမဆိုတဲ့ဆက်နွယ်မှုနဲ့တော်ဆက်ခဲ့တဲ့ပုဂ္ဂိုလ်တွေသာဖြစ်ကြပါတယ်ဒီလိုမြတ်စွာဘုရားဟောပါတယ်ဒီနေ့ပုဂ္ဂိုလ်တိုင်းဟာမိမိတို့ရဲ့မိဘအရင်အခြားတွေကိုသာလျင်မိမိတို့ရဲ့မိဘအဖြစ်နဲ့မြင်နိုင်ကြတာကတော့အပြစ်ဆိုစရာမရှိပါဘူးမိမိတို့ကိုကျွေးမွေးပြီးတော့ပြုစုဆောက်ရှောက်လာခဲ့ကြတဲ့မိဘနှစ်ပါးဟာမိမိတို့ရဲ့မိဘတွေလို့ဒီဘဝခဏတာရပြောမယ်ဆိုရင်မှန်တဲ့သဘောရှိပါတယ်အဲ့ဒီလိုမိဘတွေတော်ဆက်ခဲ့ဘူးတဲ့အကြောင်းကိုမြတ်စွာဘုရားဟောပြီးတဲ့နောက်မှာမြတ်စွာဘုရားကဘာဆက်ပြီးဟောတယ်လဲဆိုတဲ့အခါမှာจิตာယံတို့
ပုဂ္ဂိုလ်နှစ်ဦးရဲ့ကျေးဇူးတရားတွေကိုလွယ်ကူစွာဆက်နိုင်တယ်လို့ငါဘုရားမဟောပါဘူးဒီခါမှာရဟန်းတော်တွေကဒီမြတ်စွာဘုရားကိုပြန်ပြီးတော့လျှောက်ထားကြတယ်မြတ်စွာဘုရားဘယ်ပုဂ္ဂိုလ်နှစ်ဦးပါလဲမြတ်စွာဘုရားဒီလိုလျှောက်ထားကြတဲ့အခါကျတော့จิตတယံတို့မိခင်ဖခင်လို့ခေါ်တဲ့ပုဂ္ဂိုလ်နှစ်ဦးပါပဲဒီပုဂ္ဂိုလ်နှစ်ဦးရဲ့ကျေးဇူးတရားတွေကိုလွယ်ကူစွာဆက်နိုင်တယ်လို့ငါဘုရားမဟုတ်ဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်မိဘတို့ဆိုတာကသားသမီးတွေကိုစောက်ရှောက်ကြတဲ့သူတွေကြီးပြင်းလာအောင်စောက်ရှောက်ကြတဲ့သူတွေကျွေးမွေးကြတဲ့သူတွေဒီလောကကိုစတင်ပြီးပြသတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်ပဲလို့မြတ်စွာဘုရားကနေပြီးမိန့်တော်မူတယ်။အဲလိုမိတ်ပြီးတဲ့အခါမှာမြတ်စွာဘုရားဆက်လက်ပြီးတော့မိမိတို့ကအသက်တရားတန်းမှာလူဖြစ်လာတဲ့ပုဂ္ဂိုလ်တွေဖြစ်ကြတယ်ဆိုကြစို့အသက်တရားကာလပတ်လုံးပခုံးတစ်ဖက်မှာအမိကိုဆောင်ပခုံးတစ်ဖက်မှာအဖကိုဆောင်ပြီးတော့ပြုစုလုပ်ကြွေးကြမယ်ရေဘူးရေအေးတင့်လျော်ရာပေးပြီးတော့ခြေဆုပ်လက်နဲ့ပြုပြီးနေထိုင်ကြမယ်နေနေပေးမယ်လိုအပ်ချက်တွေကိုဖြည့်ဆည်းပြီးတော့နှစ်တရားပတ်လုံးပြုစုလုပ်ကြွေးပါတော်ညာလည်းပဲရှိခဲ့ဘူးတဲ့မိဘနှစ်ပါးရဲ့ကျေးဇူးကိုလွယ်ကူစွာဆက်နိုင်မယ်လို့ငါဘုရားမဟောပါဘူးဒီလိုမြတ်စွာဘုရားမိန့်တော်မူတဲ့ဒီထက်လွန်ပေါ့လေမြတ်စွာဘုရားကနေဆက်မိတ်တယ်မိမိတို့ကစမ်းနိုင်လို့မဟာပထဝီမြေကြီးကိုအုပ်ချုပ်စိုးပိုင်တဲ့မင်းစည်းစိမ်ကိုမိဘနှစ်ပါးကိုချီးမြှောက်ထောက်ပံ့ပေးမယ်ဆိုကြစို့ဒီလိုမင်းစည်းစိမ်ကိုချီးမြှောက်ထောက်ပံ့ပေးတော်ညာလည်းပဲရှိခဲ့ဘူးတဲ့မိဘတွေရဲ့ကျေးဇူးကိုလည်းကူစွာဆက်နိုင်တယ်လို့ငါပြောမဟုတ်ဘူးဒီနေ့ပြန်ကြည့်လိုက်နေဆိုရင်ပေါ့လောကမှာလူတိုင်းအတောင့်တဆုံးနဲ့ဖြစ်ခြင်းဆုံးအမြင့်မားဆုံးသောယာတုဌာနန္တရကိုပြောမယ်ဆိုရင်တော့မင်းစည်းစိမ်ပါပဲဒီလိုမင်းစည်းစိမ်ကဲ့သို့သောမင်းစည်းစိမ်ကိုချီးမြှောက်ထောက်ပံ့ပြီးတော့ပေးပါတော်ညာလဲမိဘတို့ရဲ့ရှိခဲ့ဘူးတဲ့ကျေးဇူးတရားတွေကိုလည်းကိုယ်စွာပြန်ပြီးဆက်နိုင်တယ်လို့ငါပြောမဟုတ်ဘူးဒါဘာကြောင့်လဲဆိုရင်မိဘတို့ဆိုတာကမိမိတို့ကိုကြည်ပင်အောင်ဆောက်ရှောက်လာတဲ့ပုဂ္ဂိုလ်တွေကျွေးမွေးလာတဲ့ပုဂ္ဂိုလ်တွေဒီလောကကိုစတင်ပြီးတော့ပြသကြတဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက်ကြောင့်ပဲပြန်ပြီးကြည့်လိုက်ပြီဆိုရင်ပေါ့ဒီလောကကိုဦးဇင်းတို့တရားနာပိတ္တတွေအားလုံးစတင်မြင်ခွင့်ရကြတယ်ဆိုတာကဒီမိဘနှစ်ပါးရဲ့ကျေးဇူးကြောင့်ပါဒီလောကကြီးကိုစတင်ပြီးတော့မြင်ခွင့်ရတယ်ဆိုကြတဲ့ကမိဘတွေကဘလောက်ကျေးဇူးကြီးမားနေကြပြီလဲအလွန်တရာကျေးဇူးကြီးမားနေကြပါပြီနေစဉ်တောင်ကြီးဘဝကနေပြီးကြီးပြင်းလာတဲ့အထိဆောက်ရှောက်ကျွေးမွေးလာခဲ့ကြတဲ့ကျေးဇူးတရားတွေကိုပါဆက်လက်ပြီးပြောကြမယ်ဆိုရင်တော့အမြဲတမ်းကြီးမားတဲ့ကျေးဇူးတရားတွေပါအဲ့လိုကြီးမားတဲ့ကျေးဇူးတရားတွေကိုညီမျိုးစုံနဲ့ပြန်လည်ပြီးတော့ချီးမြှောက်ထောက်ပံ့ပြီးတော့ကျေးဇူးဆက်ပါတော်ညာလဲကျေးဇူးဆက်နိုင်တဲ့သဘောမရှိဘူးအဲ့လိုမြတ်စွာဘုရားမိန့်တော်မူတဲ့အခါကျတော့ယဟန်တော်တွေကနေမြတ်စွာဘုရားကိုပြန်လည်ပြီးမေးလျှောက်ကြပါတယ်မြတ်စွာဘုရားဤကဲ့သို့သောနည်းတွေနဲ့မိဘတို့ရဲ့ကျေးဇူးတရားတွေကိုပြန်လည်ဆက်ဖို့ရမဖြစ်နိုင်ဘူးဆိုရင်ဘယ်လိုနည်းလမ်းနဲ့ကျေးဇူးဆက်မယ်ဆိုရင်မိဘတို့ရဲ့ကျေးဇူးကိုဆက်နိုင်ပါမလဲဒီလိုပြန်ပြီးတော့မေးလျှောက်ကြတဲ့အခါကျတော့မြတ်စွာဘုရားကနေပြီးတော့จิตသားယံတို့သင်จิตသားယံတို့သိချင်တယ်ဆိုရင်တော့ငါဘုရားရှင်မိတော်မူမယ်မိဘတွေရဲ့ရှိခဲ့ဘူးတဲ့ကျေးဇူးတရားကိုပြန်လည်ဆက်ခြင်းတယ်ဆိုရင်တော့ပြန်လည်ပြီးတော့ဆက်နိုင်တဲ့နည်းလမ်းတွေရှိတယ်လောကမှာမိဘတချို့ရှိကြတယ်တရားတရားမရှိသေးတဲ့မိဘတွေကတရားတရားနဲ့ပြည့်စုံအောင်မိမိတို့ကချီးမြှောက်ထောက်ပံ့ပေးမယ်ဝန်တိုခြင်းမစ္စရိယရှိကုန်တဲ့မိဘတွေကိုဝန်တိုခြင်းမစ္စရိယကင်းသွားအောင်မိမိတို့ကကြိုးစားပြီးလမ်းညွှန်ပေးမယ်ချီးမြှောက်ပေးမယ်ထောက်ပံ့ပေးမယ်ပညာမရှိတဲ့မိဘတွေကိုပညာနဲ့ပြည့်စုံအောင်မိမိတို့ကချီးမြှောက်ထောက်ပံ့ပေးမယ်ဆိုရင်တော့ရှိခဲ့ဘူးတဲ့မိဘတွေရဲ့ကျေးဇူးကိုဆက်နိုင်ပါလေလို့မြတ်စွာဘုရားကနေပြီးတော့တိလိုလိုမေးမြန်းလာတဲ့ယဟန်တော်တွေကိုပြန်လဲပြီးမိတော်မူပါတယ်လောကမှာတတ္ထာတရားတတ္ထာတဏံဆိုမြတ်စွာဘုရားဟောထားတာရှိပါတယ်တတ္ထာတရားကိုဥစ္စာလို့ခေါ်ပါတယ်တတ္ထာတရားမရှိတော့တဲ့ပုဂ္ဂိုလ်ဟာဘလောက်ပဲကြီးပွားချမ်းသာနေတဲ့ပုဂ္ဂိုလ်ပင်ဖြစ်ပါစေ
မိမိရဲ့ကြီးပွားချမ်းသာနေတဲ့ကြီးပွားချမ်းသာမှုတွေကိုတကယ်ကိုကြီးမားတဲ့အကျိုးစီးပွားတွေကိုဖြစ်ထွန်းလာအောင်လုပ်နိုင်တဲ့အရေးချင်းသူ့မှာမဲ့သွားတယ်။ဒါကြောင့်လေတတ္တတရားမရှိလို့တတ္တတရားမရှိတဲ့ပုဂ္ဂိုလ်ကံကံ၏အကျိုးတရားကိုလည်းယုံကြည်မှုမရှိဘူး။ဘုရားတရားတန်ခါးဒီဟူသောယတနာသုံးတန်အပေါ်မှာလည်းပဲယုံကြည်မှုမရှိဘူး။ဒါဆိုလို့ရှိရင်ဘုရားကိုစိတ်ကပ်ခြင်းတရားကိုနာယူခြင်းတန်ခါတော်တွေကိုစိတ်ကပ်ပြီးတော့တရားစကားမေးမြန်းခြင်းဆိုတာသူ့မှာမရှိနိုင်ဘူး။ဒါကကံကံ၏အကျိုးကိုမယုံကြည်တဲ့အတွက်ကြောင့်မို့ဒါနမှုဆိုတဲ့အရာကိုလည်းသူလုပ်ဖြစ်တော့မှာမဟုတ်ဘူး။သူ့ဘဝဟာပြစ္ဆုတ်ပံကာလအဖြစ်စည်းစိမ်ဥစ္စာတွေနဲ့ပြည့်စုံနေတော်ညာလည်းပဲတတ္ထာတရားဒီဟူသောဥစ္စာကချွတ်ယင်းနေတဲ့အတွက်ကြောင့်သူဟာသူ့ရဲ့ပြစ္ဆုတ်ပံချမ်းသာတွေကိုအချီးနှီးအကျိုးမဲ့ဖြစ်အောင်လို့လှုပ်သွားနိုင်တဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီးတော့လောကကြီးကနေထွက်ခွာသွားနိုင်တဲ့ပုဂ္ဂိုလ်မဖြစ်နိုင်ဘူးနော်ဖြစ်နိုင်တယ်နော်ဒါကြောင့်မို့တရားတရားမရှိသေးတဲ့ပုဂ္ဂိုလ်တွေကိုတရားတရားနဲ့ပြည့်စုံလာအောင်သာသမီဖြစ်တဲ့ပုဂ္ဂိုလ်တွေကကြိုးစားပြီးတော့လမ်းညွှန်ညီနာပေးဖို့လိုတယ်ဒါမိဘရဲ့ရှိခဲ့မှုတဲ့ကျေးဇူးကိုပြန်လည်ဆက်တဲ့အနည်းပေါ့အလုံးစုံသိတော်မူတဲ့ဘုရားရှင်ကဲ့သို့သောသူတော်ကောင်းကြီးပေါ်ထွန်းလာတဲ့အတွက်ကြောင့်သိနိုင်တဲ့နိလန်းပါလောကလူသားတွေပြန်လည်ကျေးဇူးဆက်နေတဲ့နိလန်းတွေဟာမိမိတို့ရဲ့မိဘတွေကိုပြန်လည်ပြီးတော့ကျေးဇူးဆက်တယ်လို့ပြောနိုင်ကြပြီမဲ့မိဘတွေဘက်ကလည်းနှလုံးသွင်းမမှန်ဘူးဆိုလို့ရှိရင်ဥစ္စာပစ္စည်းတွေနဲ့ပြည့်စုံအောင်ချီးမြှောက်ထောက်ပံ့ပေးခြင်းဒီပင်လျင်သူတို့ရဲ့လောဘဒေါသမောဟတွေကိုပို့ပြီးတော့တိုးပွားလာအောင်လုပ်ပေးတာနဲ့တူသွားနိုင်တဲ့အတွက်ဒီပစ္စည်းဥစ္စာကာမဝတ္ထုပစ္စည်းအစုစုတွေမှာတွေ့တာတက်မဲ့နေတဲ့စိတ်တွေတိုးပွားခဲ့တယ်ဆိုရင်ဒီလိုစိတ်ကြောင့်သူတို့ဟာကောင်းရာသူဂတိကိုရောက်နိုင်ကြတာမဟုတ်ပါဘူး။ဒါကြောင့်ဒီလိုမျိုးဥစ္စာပစ္စည်းတွေကိုချီးမြှောက်ထောက်ပံ့ပြီးတဲ့နောက်မှာတရားတရားနဲ့ပြည့်စုံအောင်မိမိတို့ကဆက်လက်ပြီးတော့ကြိုးပမ်းကြမယ်ဆိုရင်တော့မိဘတွေရဲ့ကျေးဇူးကိုတစ်စိတ်တစ်ပိုင်းအားဖြင့်ဆက်နိုင်တဲ့သဘောတရားကြီးရရှိလာကြမှာဖြစ်တယ်နော်။ပြီးတဲ့အခါမှာဝန်တိုခြင်းမစ္စရိယရှိနေကြတယ်။ဒီကံစွန့်ကြဲလို့တဲ့စိတ်ဓာတ်တွေမရှိဘူး။ပစ္စည်းဥစ္စာတွေကျေဝချမ်းသာနေတော့ညာလည်းပဲတရားတရားကလည်းခေါင်းပါနေတယ်။ဝန်တိုခြင်းမစ္စရိယတရားတွေကလည်းရှိနေကြတယ်ဆိုရင်ဒီမိဘတွေရဲ့ပစ္စည်းဥစ္စာတွေဟာဒီနေ့မိမိတို့ရှားဖွေပြီးတော့ပြုစုပြောထောင်ပေးထားတဲ့ထောက်ပံ့ပေးထားတဲ့ဥစ္စာပစ္စည်းတွေဟာသူတို့နဲ့တပါးလေးပါသွားကြမှာမဟုတ်ဘူး။ဒါဆိုရင်သူတို့ရဲ့ဘဝရရှိခြင်းဟာအချီးနှီးသောရရှိခြင်းကဲ့သို့ဖြစ်သွားနိုင်တဲ့အတွက်ဝန်တိုခြင်းမစ္စရိယရှိကုန်တဲ့မိဘတွေကိုဝန်တိုခြင်းမစ္စရိယကင်းအောင်မိမိတို့ဘက်ကချီးမြှောက်ထောက်ပံ့နိလန်းတွေပေးပြီးကြိုးစားပေးကြဖို့လိုတယ်။ဒါမြတ်စွာဘုရားရှင်ပေးတဲ့နိလန်းတစ်ခုဖြစ်ပါတယ်။နောက်တစ်ခုပညာကင်းနေတဲ့မိဘတွေလောကမှာရှိကြတယ်။ပညာကင်းတယ်ဆိုတဲ့အပိုင်းမှာကလောကပညာကိုပြောခြင်းမဟုတ်ပါဘူး။လောကပညာမှာမိဘတွေကသားသမီးတွေတက်ပို့ပြီးတာလွန်နေတဲ့မိဘတွေလည်းရှိကြပါတယ်။သားသမီးအောက်ကိုနှိမ့်ကြနေတဲ့ပညာရည်ချင်းရှိတဲ့လောကပညာတွေရှိတဲ့မိဘတွေလည်းလောကမှာရှိနေကြတယ်။မြတ်စွာဘုရားရှင်ဆိုလိုတဲ့ပညာဆိုတာကဝိပဿနာပညာမဲ့ပညာကိုဆိုခြင်းသာဖြစ်ပါတယ်။အဲ့လိုဝိပဿနာပညာမဲ့ပညာကိုဘယ်လိုပုံစံနဲ့မြတ်စွာဘုရားရှင်ကမိဘတွေကိုသားသမီးဖြစ်တဲ့ပုဂ္ဂိုလ်တွေကပြန်လည်ပြီးတော့ချီးမြှောက်စေခြင်းတည်းမိမိတို့တွေရခဲ့တဲ့လူဘဝလေးကိုရထားကြပြီ။ရခဲ့တဲ့လူဘဝလေးကိုရထားတဲ့အချိန်ကလေးမှာရခဲ့တဲ့သီလသမာဓိပညာကျင့်စဉ်ဆိုတဲ့ကျင့်စဉ်၃ရပ်အကျင့်မြတ်တွေကိုမိမိတို့ကလက်တွေ့စနစ်တကျကျင့်ကြံကြိုးကိုအားထုတ်လိုက်လို့ဝိပဿနာတွေရဲ့အဆုံးမှာမဉ္ဇဉ်ဘုံဉဏ်တို့ကပေါ်လာခဲ့ပြီးတော့အသင်္ကရတနိဗ္ဗာန်ဆိုတဲ့ငြိမ့်တဲ့ချမ်းသာကြီးကိုမျက်မှောက်ပြုနိုင်တဲ့ဘဝကိုရရှိသွားကြပြီ။အဲ့ဒီခါမှာမိဘတို့ကိုမိမိတို့ထိုးထွင်းပြီးသိထားတဲ့တရားတော်တွေကိုပြန်လဲပြီးတော့မျှဝေပေးမယ်တိုက်တွန်းမယ်အားပေးမယ်မိခင်ဖခင်တို့လောကမှာရှိတဲ့တရားတွေအလုံးဟာအနိစ္စသဘောသာမှန်တယ်ဒုက္ခသဘောသာမှန်တယ်အနတ္တတရားတွေကြီးတာဖြစ်ကြတယ်ဒီတရားတွေပေါ်မှာတွေ့တာတက်မဲ့နေတဲ့စိတ်တွေကြောင့်ဒီတရားတွေကိုသင်္ကတတရားလို့ခေါ်တဲ့ပြုပြင်စီရင်မှုကြောင့်ဖြစ်ပေါ်နေတဲ့ဒီတရားတွေပေါ်မှာတွေ့တာတက်မဲ့နေတဲ့စိတ်နဲ့ဒီကနေ့အချိန်မှာ
ဒီလိုစိတ်တွေကအကျိုးပေးခဲ့ရင်တော့မိဘတွေဒုက္ခရောက်ကြလိမ့်မယ်ဒါကြောင့်အနိစ္စဒုက္ခအနတ္တတရားစင်စစ်ဧကံဖြစ်နေတဲ့ဒီတရားတွေအပေါ်မှာဝိပဿနာပညာမဲ့ပညာတွေဖြစ်ပေါ်လာအောင်မိဘတို့ကြိုးစားကြပါသီလသမာဓိပညာသိက္ခာကိုမိမိကျင့်တဲ့ကဲ့သို့သူတို့ကိုကျင့်ဖြစ်အောင်မိမိတို့ကတိုက်တွန်းပြီးတော့စီယုံပြီးတော့ကြိုးစားကြမယ်ဆိုရင်အဲ့လိုကြိုးစားလိုက်တဲ့အတွက်ကြောင့်သူတို့ရဲ့ပါရမီအားလျော်စွာသီလတွေကိုဖြည့်ကျင့်ကြမယ်သမာဓိတွေကိုထူထောင်ကြမယ်သမာဓိဒီဟူသောမြေပေါ်မှာရပ်တည်ပြီးတော့ယုတ်ဒီနံတွေကိုသိသိမယ်ကျောင်းတရားကျိုးတရားတွေကိုသိသိပြီးတော့ဒီယုတ်နံကျောင်းကျိုးတရားတွေအပေါ်မှာနိစ္စဒုက္ခအနတ္တလက္ခဏာဤသုံးတန်တင်ပြီးတော့တင်တွင်ကြီးဝိပဿနာရှုနိုင်လို့ပါရမီအားလျော်စွာဝိပဿနာဉာဏ်တွေရဲ့အဆုံးမှာမျက်ဉာဏ်ကိုဉာဏ်စိုက်ခဲ့တယ်ဆိုရင်ဒါဆိုရင်တော့မိမိတို့ဟာမိဘတို့မိမိတို့အပေါ်မှာရှိပြီးဖြစ်တဲ့ကျေးဇူးတရားတွေကိုဆက်ပြီးဖြစ်သွားတယ်ဒီလိုနီးနဲ့ကျေးဇူးဆက်ခြင်းကိုသာလျှင်ကျေးဇူးဆက်နိုင်တဲ့နီးလို့မြတ်စွာဘုရားရှင်မိန့်တော်မူပါတယ်တခြားတစ်ပါးသောနီးလန်းတွေကတော့တန်တရားခီးမှာကျင်လေကြောင်းနဲ့တန်တရားခီးမှာမြုပ်ကြောင်းမျောကြောင်းလမ်းတွေသာဖြစ်နိုင်တဲ့အတွက်ဒီလိုနီးလန်းတွေကတော့မြတ်စွာဘုရားရှင်ချီးမွမ်းတဲ့နီးလန်းတွေမဟုတ်ကြပါဘူးဒါပေမဲ့ပြန်ကြည့်လိုက်တဲ့အခါကျတော့လောကရှိတဲ့မိဘနှစ်ပါးပုဂ္ဂိုလ်တွေကလည်းပဲသားသမီးတွေကိုလောကအထဲမှာပျော်မွေ့နေတာကိုပဲကြည့်ချင်ကြတယ်မြင်ချင်ကြတယ်မိမိတို့ကိုလည်းဥစ္စာပစ္စည်းတွေနဲ့ချီးမြှောက်ထောက်ပံ့တာကိုပဲမိတို့ကလည်းလိုချင်ကြတယ်မြင်ချင်ကြတယ်ဒါဆိုလို့ရှိရင်မိမိတို့ရဲ့အဲ့ဒီလိုမျိုးအယူအဆမြင်တွေဟာဖြစ်တဲ့ဖြစ်တတ်တဲ့အမြင်တွေဟုတ်မဟုတ်ဆိုတာမြတ်စွာဘုရားရှင်ပေးတဲ့ပြည်တန်လေးတော်တိုင်းကြည့်ဖို့လိုတယ်မိမိတို့ရဲ့သားသမီးတွေတရားစခန်းဝင်ကြပြီသီလရှင်ဝတ်ကြပြီယဟန်တွေပြုကြပြီဒါဆိုလို့ရှိရင်မိမိတို့ရဲ့သားသမီးတွေရဲ့လုပ်ငန်းတွေဟာအင်မတန်မြင့်မြတ်နေတဲ့လုပ်ငန်းတွေပဲမြတ်စွာဘုရားရှင်ချီးမွမ်းတော်မူတဲ့ဘုရားဆရှိသောအရိယာသူတော်ကောင်းတွေချီးမွမ်းတဲ့လမ်းကြောင်းကိုငါသားတော်တွေငါသမီးတော်တွေလိုက်သွားကြပြီဒီလိုနားလည်ဖို့လိုတယ်တခါမိဘတို့ရဲ့ကျေးဇူးတွေလွန်တရားကြီးမားလှလို့လောကနီလန်းမျိုးစုံနဲ့ကျေးဇူးဆက်တော်ညာလေကျေးဇူးမကြည်နိုင်ဘူးတရားတရားမရှိသေးတဲ့ပုဂ္ဂိုလ်တွေတရားတရားပြည့်စုံအောင်ဝန်တိုခြင်းမစ္စရိယရှိကုန်တဲ့မိဘတွေဝန်တိုခြင်းမစ္စရိယကင်းအောင်ဝိပဿနာပညာမဲ့ပညာတွေမရှိသေးတဲ့မိဘတွေကိုဝိပဿနာပညာမဲ့ပညာတွေရှိအောင်မိမိတို့ကချီးမြှောက်ထောက်ပံ့အကြံဉာဏ်တွေပေးပြီးတော့ကြိုးစားပေးမယ်ဆိုရင်သူတို့ကလည်းလိုက်လံလုပ်ကြလို့ကြိုးစားကြလို့တကယ်လို့မဉ္ဇဉ်ပူဉ္ဇဉ်စိတ်သွားတဲ့အခါမှာမိဘတို့ရှိခဲ့ဘူးတဲ့ကျေးဇူးတွေကိုဆက်နိုင်တယ်လို့မြတ်စွာဘုရားရှင်မိတော်မူခဲ့တဲ့စကားကိုပြန်လည်ကြည့်လိုက်မယ်ဆိုရင်ဒီနေ့ဘုရားနာပိဋကအပေါင်းသူတော်ကောင်းတွေအားလုံးဟာဒီဘဝမှာဥစဉ်ရဲ့မိခင်ကြီးမဟုတ်ကြတော့များလည်းပဲဥစဉ်နဲ့မိဘတော်ခဲ့ဘူးတဲ့ပုဂ္ဂိုလ်တွေသာဖြစ်ကြပါလေဥစဉ်ရဲ့သမီးတွေလည်းဖြစ်ခဲ့ဘူးမဲ့ပုဂ္ဂိုလ်တွေလည်းဖြစ်ကြပါလိမ့်မယ်ဥစဉ်ရဲ့အဖေတွေလည်းဖြစ်ခဲ့ဘူးကြမယ်ဥစဉ်ရဲ့အမတွေဥစဉ်ရဲ့မောင်တွေစတဲ့ကျင်လည်ခဲ့တဲ့ရှေလာလာတဲ့တန်တရားခီးမှာတော်ဆက်ခဲ့ဘူးတဲ့ပုဂ္ဂိုလ်တွေကဖြစ်ကြပါလိမ့်မယ်ဒီနေ့ဥစဉ်တို့ဥစဉ်ဥဒ္ဓမပါလာတို့စတဲ့ရဟန်းတော်များစွာလည်းပဲဒီမှာတရားအထုတ်ကျင့်ကြံကြိုးကိုအားထုတ်နေကြတဲ့ယဟန်ဘွားတွေသူတို့ကိုအကြောင်းပြုပြီးတရားအထုတ်ကိုလာကြတဲ့မိဘတွေလည်းရှိနေကြတယ်တရားလာအမထုတ်သေးတဲ့မိဘတွေလည်းရှိနေကြတယ်သားသမီးတွေဘက်ကနေမိဘတွေရဲ့ရှိခဲ့ဘူးတဲ့ကျေးဇူးကိုအလုံးစုံသိတော်မူတဲ့ဘုရားရှင်ပေးတဲ့နီးလန်းနဲ့မြတ်စွာဘုရားရှင်မိတ်တော်မူတဲ့အတွက်ကြောင့်သိလာရတဲ့ကျေးဇူးဆက်နည်းနဲ့ကျေးဇူးဆက်ခွင့်ကိုပေးကြဖို့တော့မကောင်းဘူးနော်ကောင်းတယ်သားသမီးတွေကကျေးဇူးဆက်ခြင်းပါလေတရားလာပြီးအထုတ်ကြပါလို့တိုက်တွန်းတဲ့အခါမှာမလာဘူးဆိုတာဘာပြောတာလဲငါတို့ကိုကျေးဇူးမဆက်ကြပါနဲ့လို့ပြောတာနဲ့မတူဘူးလားတူတယ်ဒါဆိုလို့ရှိရင်တော့သားသမီးတွေကတရားအထုတ်ဖို့ခေါ်တယ်ဆိုရင်မိမိတို့သားသမီးများကကျေးဇူးဆက်ခွင့်ကိုတောင်းတာနဲ့မတူဘူးလားဒါဆိုရင်တော့မိမိတို့ကဘာလုပ်ရမလဲသားသမီးတွေရဲ့ကျေးဇူးသိတတ်မှုကိုမိမိတို့ကဘာလုပ်ရမလဲပြန်လည်ပြီးတုံ့ပြန်တော့အဖြစ်ဝမ်းပန်းတာနဲ့တော့လာဖို့မကောင်းဘူးလားကောင်းတယ်ဒါပေမဲ့မလာကြဘူးဆိုရင်တော့ဒါဟာမြတ်စွာဘုရားရှင်ပြောတဲ့နီလန်းအပေါ်မှာလိုက်နာကျင့်သုံးနေတဲ့ပုဂ္ဂိုလ်ကြီးလို့ပြောနိုင်ပါမလားမပြောနိုင်ဘူးလောကထဲမှာကျင်လည်ပြီးတော့လောကထဲမှာနစ်မြုပ်ဖို့ရန်လောကထဲမှာမျောနေဖို့ရန်သွားနေတဲ့နီလန်းတွေသာဖြစ်ကြပါလိမ့်နော်ဒါဆိုလို့ရှိရင်အဲ့လိုနီလန်းမျိုးတွေမဖြစ်အောင်သာသမီများကကျေးဇူးဆက်ခွင့်ကိုတောင်းကြတဲ့အခါမှာဒီနေ့ဥဒ္ဓမဘာလမေတော်ဖြစ်တဲ့
Ramaji leve, the Galudma Balaga, the Galupoli, the Allah Atoku. Joke, so you know, I shout that like a bit, no? That's when you know that me, then she did a Jesu Diago, Saquin, beat up Shabali. Hello, Bambu, so you know, she gave Buddha Jesu Diago, Saquin, the Bivane, Biorane, and do chilling, no? Que hope it has solution. Fellow Jesus, Sam, Lesura, Dadami, the Begale, Dibu, Lure. Jesus, Saquin, Gumibadi Begale, Blue Biam Lesura, the Lawson, Tilo B, using you side, no? Tagado, Logaga, Lumia, a mere Mazum, or Jesus and Digos, eh? That's our passion, hot at it, Teado, chicken, Dido, Piolet, and Chepai. Not the Bangado. Loga Gali, Lumia, or Jinjan, Juku, Anto, 9 day, Puku, Rigado, Loga, Tema, Yanza, Shija, Paru. Iba Alungale, Lumia, Dwambe, Mabion, and Donaleve, Jinjan, Juku, Anto, Dore. Hello, Loga de Martinelli, Ivane, Ladami, Eugene, Lumia, Zare, she did, she tied. Nale, who lady, she lagu, Sulaga. Miba do ye, Mita, Diago, Tami Yaga, Nale, Bukure. Miba, the Begani, Tade, Mita, Hale, Bunzan, Jade, Mita, Dea, Shibu, Pibu, Lobani. Miba Sure, Niagani, Nini, Puku, Yaha. Loga Jigo Satin, Jada, Bilabi, Sogrega, Jesu, Jimari, Pukuri, Chede, Sulaga, Dami, Yabeka. Lekan, Tabida, Pibu, Lori. Dudonyale. Menyan, Punyan, a sense, Masai Dede, Puku, Mandamyaha. Loba, Doda, Moha, Ida, Mizria, Mana, Tiari. Nitai Nizari, Puku, Yada, Chede, Edward. Kilida yet two Nenjaku, Kantayari, Puku, Lida, Tizari, Edward. Viva Vigale, Garuye, Dadami, Duha, Kilida, Janlan, Shini, the watershed power. Dadami, Divagale, Viva Dihale, Kilida, Janlan, Shini, Puku, Ribe, and the Bopa. Are you a name, St. John? Logama Puku, Diago, two name Biro, Yomi, Sui. Vivaga, Dadami, Pio. A go pede duga, ni pede bugu, Pio, Lekan, I may look. Yana did that, Timana. Do my Lemkana, no? Adomu. Viva, the Bega, Leve, Haru, Viva, be, Subido. Mimido ye, Yeta, Diago, Ponsan, Piantuan, say 9 day, Yumu, Sessa, Mumuriga, the few people doing. Viva Sura, Duji Bible. Janet, Duji Nagale, Mimido ye. Now, my she needed Puku, Dream Boma. Mimiro ye, Mitago, Pompo, Bene, Sagalon, Yuche, that I don't know Muro, Chipu, Mimiro Bega, Mita Diago, Portu, Bene, Sagalon, don't know, Yuche, Jim, Shibu, Solution. Eva Jede, Bugu, Dalmidi, and Jogo, Galo, Mamasang, and Java. Luginia, my she did Buguri. Sia Niama Yadi needed Buguri Gale, Mibadi. Mimido Niagani, Mimido, Nedasa needed. Lungeri, a Joji Zugo, she on below, the sons of Lugina Chete Bugu Miahale. The Miba Miate Bugu Miahale, Dadami Boagani, Jibian La Desare, Bugu Riva. Lugi de Buguri Hale, Lunge Boagani, Chadan, Biro, Tella Kesare, Buguri, and Pizza Hale. Yesenga Mimiro, Tonda Kegure, Sana Glidi. Ujiri, Mibari, the Lumio Pusu, Yotown Jame, the Lupioso, Pumu Jame, Narugo, Lumio Pinari, Pejame, so in take on my way. Yenema Sana Gozi, Shike, Bume, within Yuji. Yesenga, Tonda Kevi, Yesenga, Ganlin Kezare, the Lumita, the Amio. Mimiro, Gila, Kazara, Gide, Owago, Yode Kama. Mimido. Eugenia needed him, Lunge Rigale, Edlu, Donda, Nizali. A major Buddha was in Tammy the deep, no? Yesenga Mimiro Garo, Jodi Kezari, Tabi Gila Kazaro, Mimiro Elago, Lady Lazare, Napele, Luigi Sure Niagani, Luigi Sure, Gongane, Mimiro, Celebiro, Nitan Bazare, swing. Mimiro yet, don't know the Mimiroga, you say, Mabu solution.
မိဘများကလည်းသားသမီးတွေပေါ်မှာအကျိုးဆောင်လိုပါရဲ့နဲ့အကျိုးဆောင်နိုင်တဲ့သဘောတရားတွေဖြစ်လာတော့တယ်ဒါဥစဉ်ဘဝမှာတကယ်ကိုကြုံတွေ့ခဲ့ပြီးတဲ့အရာမှုလို့ဥစဉ်ပြောတာဥစဉ်ရမပြုခင်ကဆရာဘဝနဲ့ဘဝကိုယက်တည်ခဲ့ရတယ်အဲ့ဒီချိန်မှာလောကမှာလူမိုက်လို့နာမည်တက်ခံထားရတဲ့လူငယ်တွေကိုဥစဉ်ပညာပေးခဲ့ရဘူးပါပုဂ္ဂိုလ်ရေးအတွက်အတော်တန်ရှိတယ်လို့ပြောရင်ရပါတယ်အလုံးဟာပညာတတ်လူငယ်ကြီးတွေပါဒါပေမဲ့လောကမှာပြောနေကြတာကကပီးတတ်ထားတာကဒီပုဂ္ဂိုလ်တွေကလူမိုက်တွေလို့ဒီလိုကပီးတတ်ထားတယ်ဒါပေမဲ့ဥစဉ်တို့ကိုတကယ်သုံးသပ်ကြည့်လိုက်တော့ဥစဉ်ရဲ့တပည့်တွေလည်းဖြစ်နေတယ်ဥစဉ်နဲ့အနေနီးလာတဲ့အခါမှာဥစဉ်နဲ့သွားတူလာတူဥစဉ်ခွင့်ပေးပါတယ်ဘာဖြစ်လို့လဲသူတို့ရဲ့စိတ်ကလေးတွေကိုဥစဉ်ကသုံးသပ်ချင်တယ်သူတို့စိတ်ထဲမှာဘာတွေဖြစ်နေလဲဥစဉ်သိချင်တယ်တကယ်တေချာကိုလေ့လာကြည့်လိုက်တဲ့အခါမှာမိဘတွေသူတို့ကိုအုပ်ချုပ်ခဲ့တဲ့ပုံစံပညာပေးခဲ့တဲ့ပုံစံတွေပုံစံမကျဖြစ်ခဲ့တဲ့အတွက်ကြောင့်သူတို့တွေဟာပုံစံမှားသွားကြတယ်သူတို့ရင်ထဲကဖြစ်ချင်တဲ့အရာတွေကိုအားလုံးလစ်လူရှုထားပြီးတော့မိဘဖြစ်တဲ့ပုဂ္ဂိုလ်တွေကငါတို့ဟာမိဘပဲဆိုပြီးတော့မိမိတို့ဖြစ်ချင်တဲ့ဖြစ်စေချင်တဲ့ပုံစံကိုသာဖြစ်အောင်ကိုပြုခဲ့ကြတယ်ဒါပေမဲ့ပြန်ကိုယ့်ကိုပြန်ပြီးမေ့ကြည့်လို့ရပါလားသူတို့ဘာကကိုယ့်ကိုသူဖြစ်စေချင်တဲ့ပုံစံနဲ့ဖြစ်အောင်လုပ်ခိုင်းမယ်ဖြစ်နေခိုင်းမယ်ဆိုရင်ဖြစ်နိုင်ပါမလားမဖြစ်နိုင်ဘူးမိမိကလည်းသူတစ်ပါးကိုမိမိဖြစ်စေချင်တဲ့ပုံစံနဲ့ဖြစ်အောင်လုပ်ချင်တဲ့ဆန္ဒတက်ကလေးတွေကပေါ်လာကြတယ်ဆိုရင်အဲ့လိုဆန္ဒမျိုးဟာဖြစ်တဲ့ဖြစ်တဲ့ဆန္ဒလို့ခေါ်နိုင်ပါမလားမခေါ်နိုင်ဘူးမိမိတို့လည်းသူတစ်ပါးရဲ့စိတ်ဆန္ဒသဘောထားနဲ့နေချင်တဲ့ပုဂ္ဂိုလ်တွေမဟုတ်ကြဘူးသူတစ်ပါးတွေကလည်းဒီလိုပဲဖြစ်မယ်လို့မိမိတို့ဘက်ကသဘောပေါက်ဖို့လိုပါတယ်အဲ့တော့သားသမီးတွေဟာလည်းအဲ့တော့ဘာဖြစ်သွားလဲအဲ့ဒီလူငယ်လေးတွေမိဘတွေကနေပြီးတော့သူတို့ဖြစ်စေခြင်းတဲ့ပုံစံကိုရှေ့ရှုပြီးတော့ပြောတဲ့အခါကျတော့မိဘတွေကသားသမီးတွေမှာဖြစ်တဲ့ဖြစ်တတ်တဲ့အတိုင်းအတာကိုသူတို့သတိလက်လွတ်ဖြစ်သွားကြတယ်သားသမီးတွေဘက်ကဖြစ်နိုင်တဲ့အရေးချင်းကိုလေ့လာသမှုမပြုတ်မိတဲ့အတွက်ကြောင့်မိမိဖြစ်စေခြင်းတဲ့ပုံစံကိုသာရအောင်ကိုမိမိတို့ကပြောဆိုလုပ်ကင်ကြတဲ့အခါကျတော့သားသမီးတွေဘက်မှာမဖြစ်သွားလေဆိုတော့မိမိတို့ကမလုံနိုင်တဲ့အခါကျတော့မိဘကိုလည်းကြောက်တဲ့အခါကျတော့မိဘအရှိမှတော့ကုတ်နဲ့နေလိုက်ကြတယ်ဒါနဲ့အပြင်ကျတော့လှုပ်ချင်တာတွေလှုပ်ကြတာအဲ့လိုလှုပ်ကြတဲ့အတွက်ကြောင့်နောက်ဆုံးမဖြစ်သွားလေဆုံးမလို့မရတဲ့ပုဂ္ဂိုလ်တွေလောကကလည်းလူမိုက်ဆိုပြီးတော့နာမည်တက်နေကြတာဒါနဲ့အဲ့ဒီခါမှာဦးစင်းကနေသူတို့ရဲ့ဖြစ်ချင်တဲ့ပုံစံလေးတွေကိုပြန်လဲပြီးတော့တဘာဝကြကြဓမ္မနိလန်းကြကြနဲ့ပြန်လဲဖြစ်စည်းပေးလိုက်တဲ့အခါမှာသူတို့စိတ်လေးပြန်လဲခံချမ်းလာကြတယ်ပြန်လဲခံချမ်းလာပြီးတော့မိဘတွေဘက်ကသူတို့ဘက်ကမေတ္တာကတကယ်ကိုရှိပြီးသားဒါပေမဲ့သူတို့ဘက်ကမေတ္တာကိုဖော်ကျူးဖို့ရန်အတွက်မစွမ်းနိုင်ခဲ့ကြတဲ့အတွက်ဒီလိုဖြစ်ရတာပါဆိုပြီးဦးစင်းကနေသူတို့ကိုပြန်လဲပြီးကြောင်းပြပေးလိုက်တဲ့အတွက်ကြောင့်မိဘတွေနဲ့ပြန်လဲပြီးအစဉ်ပြေသွားတဲ့လူငယ်များကိုတော့တွေ့ခင်ရဦးပါတယ်နော်။ဒါကြောင့်မို့ဦးစင်းတို့မိဘတွေဒါမိဘဆိုတဲ့ဌာနတက်မှာရပ်တည်နေတဲ့ပုဂ္ဂိုလ်များလူကြီးဆိုတဲ့နေရာမှာရှိနေတဲ့ပုဂ္ဂိုလ်များဟာမိမိတို့အောက်မှာရှိနေတဲ့လူငယ်တွေနဲ့ပတ်သက်ပြီးတော့မိမိတို့ဘက်ကနေပြီးတော့မိမိတို့ဖြစ်စေချင်တဲ့ပုံစံကလေးတွေဟာမိမိတို့ရဲ့မေတ္တာတရားကိုပုံဖော်ပေးနိုင်တဲ့အသုံးအနှုန်းမျိုးလေးတွေဖြစ်နေဖို့တော့အရေးကြီးပါတယ်ဘယ်သူမှကြည့်ရတာကိုမကြိုက်ကြဘူးလို့ဘယ်သူမှနှိမ်ချပြီးပြောဆိုတာကိုလည်းမကြိုက်ကြဘူးစီမွန်ခြင်းကိုသာလူတွေကလက်ခံနေကြတာလားစီမွန်ခြင်းဆိုတဲ့အရာကိုပြုတင်ပြုထိုက်တဲ့အခါကျရင်လည်းပြုပြီးတော့မိမိတို့ဘက်ကနေပြီးတော့တစ်ဖက်သူရဲ့ငယ်သူပဲဖြစ်ဖြစ်ကြီးသူပဲဖြစ်ဖြစ်ရွယ်သူပဲဖြစ်ဖြစ်အားလုံးရဲ့စိတ်နှလုံးကိုထိခိုက်သွားစေနိုင်တဲ့အသုံးအနှုန်းမျိုးတွေကိုမိမိတို့ကမပြောဆိုဘဲနဲ့မထိခိုက်နိုင်တဲ့အသုံးအနှုန်းလေးတွေနဲ့ပြောဆိုပြီးတော့သူ့ကိုယ်သူအကျိုးဆောင်သွားကြမှာဆိုရင်တော့ပိုပြီးတော့ကောင်းပါတယ်
ပြီးတော့မေတ္တာတရားဆိုတဲ့အပိုင်းကိုဦးဇင်းခေါင်းစည်းတက်ပြီးပြောနေတော့အခုဒီပိုင်းလေးပြောသွားတဲ့အပိုင်းမှာဒါကတကယ်ဖြစ်နေတဲ့ဖြစ်ရကလေးတွေကိုဦးဇင်းကပေါ်အောင်ပြောရတဲ့သဘောပါတရားဓမ္မလမ်းကြောင်းနဲ့ဦးဇင်းနည်းနည်းပြန်ပြီးချိန်ပြီးနေနော်ဦးဇင်းတို့မိဘတွေဆိုတာကယမစုတရား၄ပါးနဲ့လက်ကင်ထားပြီးတော့နေထိုင်ကြတဲ့ပုဂ္ဂိုလ်တွေပါမိဘတွေဆိုတာကသာသမီတွေပေါ်မှာမေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့တရားနဲ့ရှင်ပြီးတော့မိဘဆိုတဲ့ဌာနန္တရကိုယက်တည်ပြီးရလာတဲ့တဲကပေါ့ယမစုတရား၄ပါးကသူတို့မှာထင်ရှားရှိနေကြတယ်ဒါကြောင့်လည်းမြတ်စွာဘုရားရှင်ကယမတွေနဲ့နေထိုင်နေရတယ်လို့ပြောတယ်မိဘတွေနေထိုင်ရခြင်းကိုဘာဖြစ်လို့လဲမိဘတွေဟာသာသမီတွေပေါ်မှာမေတ္တာများစွာကြီးကြတယ်မိဘတွေဟာသာသမီတွေအပေါ်မှာကရုဏာတရားလွန်စွာကြီးကြတယ်မိဘတွေဟာသာသမီတွေအပေါ်မှာမုဒိတာတရားလည်းလွန်စွာကြီးကြပါလေမေတ္တာတရားတွေကရုဏာတရားတွေမုဒိတာတရားတွေလွန်စွာကြီးကြတယ်လို့ပဲလိုအပ်လာတဲ့အခါကြလို့ရှိရင်ဥပိ္ပခာထားရတော့မယ်ဆိုလေဥပိ္ပခာထားကြတဲ့ပုဂ္ဂိုလ်များမိဘများဖြစ်ကြပါလေ။ဒါကြောင့်မို့မြမကြီးတွေနဲ့တူတဲ့မိဘတွေနဲ့မိမိတို့ဟာစတင်ပြီးတော့နေထိုင်ကြရတယ်ဒီလိုမြတ်စွာဘုရားပြောတယ်နော်။အဲ့တော့မေတ္တာတရားဆိုတာကဘာလဲ။မိဘများကမိမိတို့ရဲ့သားသမီးပေါ်မှာကောင်းစေခြင်းနဲ့တိုးတက်စေခြင်းနဲ့ဆိုတာကတော့အမှန်ပဲ။ကောင်းစေခြင်းနဲ့တိုးတက်စေခြင်းနဲ့ကြီးပွားနေစေခြင်းတဲ့ဆိုတာကိုမေတ္တာလို့အဓိပ္ပာယ်ဖွင့်ရတယ်။အကျိုးလိုလားတဲ့စိတ်ကိုမေတ္တာလို့ခေါ်တယ်။အကျိုးမဲ့မဖြစ်အောင်စောင့်ရှောက်ပေးတာကိုလည်းမေတ္တာလို့ခေါ်တယ်။ပေးဆက်ခြင်းကိုလည်းမေတ္တာလို့ခေါ်တယ်။နားလည်ပေးခြင်းကိုလည်းပဲမေတ္တာလို့ခေါ်တယ်။ဒါဆိုရင်တိုးတက်စေခြင်းနဲ့ကြီးပွားစေခြင်းနဲ့အောင်မြင်စေခြင်းလေဆိုတဲ့သန္တာတတစ်ခုတည်းကိုထားရင်မိမိထားတဲ့အတိုင်းဖြစ်နိုင်ဖို့ဆိုတာကတော့မလွယ်ဘူး။မဖြစ်လို့လေမိမိတိုးတက်စေခြင်းတဲ့ပုံစံကမိမိသားသမီးများမိမိရဲ့အောက်မှာရှိနေတဲ့လူငယ်များဘက်မှာရှိနေတဲ့အရေးချင်းဟုတ်မဟုတ်ဆိုတာကတော့သုံးသပ်ဖို့လိုတယ်။မိမိတို့ဖြစ်စေခြင်းတဲ့ပုံစံကိုမိမိတို့ဖြစ်အောင်လုပ်တဲ့အတွက်သားသမီးများနဲ့ဆန့်ကျင်ဘက်ဖြစ်သွားကြတယ်ဆိုတာကမိမိတို့ဘက်မှာရှိနေတဲ့မေတ္တာတရားကသာသမီများဖြစ်နိုင်တဲ့အရေးအချင်းကိုလေ့လူရှုပြီးတော့မိမိတို့ဖြစ်စေခြင်းတဲ့မေတ္တာတရားကိုအဓိကထားပြီးတော့ပြုမိကြတဲ့အတွက်ကြောင့်သာဖြစ်ပါတယ်။ဒါကြောင့်မေတ္တာတရားဟာနားလည်ပေးခြင်းလို့ဦးဇင်းပြောခဲ့တာဖြစ်ပါတယ်။သာသမီတွေမှာဘယ်လိုရည်ချင်းရှိသလဲဆိုတာလူငယ်တွေမှာဘယ်လိုရည်ချင်းရှိနေလဲဆိုတာမိမိရဲ့ညီငယ်ညီမငယ်လေးတွေမှာဘယ်လိုရည်ချင်းရှိနေသလဲဆိုတာကိုမိမိတို့ဘက်ကနားလည်နိုင်အောင်တော့ကြိုးစားဖို့လိုတယ်။ဦးဇင်းဟိုယူရီးယားတိုင်းပြည်မှာနေခဲ့တဲ့အချိန်တုန်းကယူရီးယားဘာသာသွားတင်တဲ့အချိန်တုန်းကသူတို့မှာဘက်စုံပညာရေးစနစ်ကိုမပြုကြပါဘူး။ပုဂ္ဂိုလ်တယောက်ဟာဘက်စုံဘလို့မှမတော်နိုင်ဘူးလို့သူတို့ပြောခဲ့ပါတယ်။ဦးဇင်းတို့တိုင်းပြည်မှာဘက်စုံပညာရေးစနစ်ကိုချမှတ်ပြီးကောင်းတယ်ပေါ်နေတဲ့အချိန်ဦးဇင်းအဲ့ဒီကိုရောက်သွားတာလေ။တကယ်သူတို့ရဲ့အကြောင်းကျိုးပြပြီးဦးဇင်းကိုရှင်းပြတဲ့အခါမှာဦးဇင်းလက်ခံသွားတယ်။ပုဂ္ဂိုလ်တယောက်ဟာတဏှာမှာတစ်ခုကိုကောင်းကောင်းမွန်မွန်စမ်းတက်တက်နဲ့လုပ်နိုင်တယ်။အရာရာမှာတိုးတက်ဖို့ဆိုတာကတော့မဖြစ်နိုင်ပါဘူး။ရာရာမှာကျွမ်းကျင်ဖို့ဆိုတာကလည်းမဖြစ်နိုင်တဲ့အတွက်ကြောင့်ပုဂ္ဂိုလ်တယောက်ကိုအရာရာမှာမိမိကဖြစ်စေခြင်းတဲ့ပုံစံနဲ့တိုးတက်အောင်မိမိကလုပ်ဖို့ကြီးပွားအောင်မြင်အောင်လုပ်ဖို့ဆိုတာကတော့မဖြစ်နိုင်တဲ့အတွက်ကြောင့်ပုဂ္ဂိုလ်တူရဲ့အကျိုးကိုဆောင်လိုတယ်ပုဂ္ဂိုလ်တူရဲ့အကျိုးကိုဆောင်နေတယ်ပုဂ္ဂိုလ်များစွာရဲ့အကျိုးကိုဆောင်ကျင်ပါတယ်ဆိုတဲ့ပုဂ္ဂိုလ်တိုင်းဟာဒီနေ့အကျိုးဆောင်နေတဲ့နေရာကနေနေနေတဲ့ပုဂ္ဂိုလ်များအားလုံးပေါ့မိဘဖြစ်မယ်လူကြီးတွေဖြစ်မယ်ဉာဏ်တွေဖြစ်မယ်သီလရှင်တွေဖြစ်မယ်အကူတွေဖြစ်မယ်အမတွေဖြစ်မယ်သူတစ်ပါးရဲ့အကျိုးကိုဆောင်ခွင့်ရနေတဲ့ပုဂ္ဂိုလ်တွေဒါဖြစ်ကြတယ်အဲ့တော့မိမိတို့ရဲ့အကျိုးဆောင်မှုဟာမိမိတို့ဆောင်လိုတဲ့မေတ္တာစေတနာအတိုင်းအကျိုးဖြစ်ထွန်းစေခြင်းလေဆိုရင်မိမိတို့အကျိုးဆောင်ခြင်းကိုလက်ခံမဲ့မိမိတို့ပေးမဲ့အကျိုးဆောင်မှုကိုလက်ခံမဲ့ပုဂ္ဂိုလ်တွေရဲ့အရေးချင်းကိုမမေ့ဖို့လိုပါတယ်နော်အဲ့ဒါလေးကိုနားလည်အောင်ကြိုးစားမယ်သူတို့ရဲ့အားနည်းချက်အာသာချက်တွေကိုမိမိတို့ကသိအောင်ကြိုးစားမယ်ဆိုရင်အာသာချက်တွေကိုထောက်ပံ့ပေးလိုက်ပြီးသူတို့ကိုတိုးတက်သွားအောင်မြင်သွားအောင်ကြီးပွားသွားအောင်လုပ်ပေးနိုင်လိုက်မှာဖြစ်တယ်သူတို့ရဲ့အားနည်းချက်တွေကိုမိမိတို့ကမသိဘဲနဲ့အဲ့ဒီအားနည်းချက်တွေက
တို့ရဲ့ကြီးပွားတိုးတက်မှုဆိုတဲ့အရာကိုမဖြစ်နိုင်အောင်ကိုချဲလဲနိုင်နေတဲ့အတွက်အဲ့ဒီဟာတွေကိုမိမိကဖြစ်စေခြင်းလေဆိုရင်တော့သူတို့မှတိုးတက်နိုင်တဲ့သဘာဝကြီးဖြစ်လာမှာမဟုတ်ဘူး။ဒါကြောင့်မို့မေတ္တာဆိုတဲ့တရားဟာနားလည်ပေးခြင်းဆိုတဲ့တရားနဲ့ခြံရံထားပြီးတော့အကျိုးဆောင်ဖို့လိုတယ်။မေတ္တာဟာခွင့်လွှတ်ခြင်းလို့ပြောရင်တော့ရတယ်။မိမိအနေနဲ့သူတစ်ပါးရဲ့အကျိုးကိုဆောင်မယ်။မြတ်စွာဘုရားရှင်တို့ရဲ့ထုံးကိုတော့မမေ့သင့်ပါဘူး။မြတ်စွာဘုရားရှင်အကျိုးဆောင်တော့မယ်ဆိုရင်ဘုရားရဲ့ဉာဏ်တော်နဲ့နည်းနည်းမိုးတောက်တဲ့အချိန်မှာလောကကိုကြည့်လိုက်တယ်။ပုဂ္ဂိုလ်တိုင်းကိုမြတ်စွာဘုရားရှင်ကကယ်တင်ပါသလားလို့ပြောရင်အားလုံးသိတဲ့အတိုင်းပဲကယ်တင်တာမဟုတ်ပါဘူး။မိမိရဲ့အကျိုးဆောင်မှုကိုလက်ခံနိုင်တဲ့ဓာတ်ခံရှိတဲ့အခန္ဓာကောင်းပြီးသားဖြစ်တဲ့ပါရမီပြည့်စုံနေတဲ့ပုဂ္ဂိုလ်တွေကိုသာမြတ်စွာဘုရားရှင်အကျိုးဆောင်တာဖြစ်ပါတယ်။မြတ်စွာဘုရားရှင်ကဲ့သို့သောအလုံးစုံသိတော်မူတဲ့သူတစ်ပါးရဲ့စိတ်ကိုလည်းသိနိုင်တဲ့သူတစ်ပါးရဲ့အစ္ဆာတရားကိုလည်းသိနိုင်တဲ့ဘုရားရှင်ရည်တော်တောင်မှအားလုံးရဲ့အကျိုးကိုဆောင်ဖို့ရန်အတွက်မကြိုးစားဘူးဆိုလို့ရှိရင်မိမိတို့ဘက်ကနေပြီးတော့အားလုံးရဲ့အကျိုးကိုဖြစ်အောင်ဆောင်ဖို့ဆိုတာကတော့သိနေတယ်ဘူးပြီးတော့သူတို့မှာရှိနေတဲ့အရေးချင်းကိုမိမိတို့ကမသုံးသပ်ပင်နဲ့အကျိုးဆောင်မယ်ဆိုရင်လည်းပဲဒါလည်းမဖြစ်နိုင်ဘူးဘုရားရှင်တော်တော်မှမိမိဟောမဲ့တရားကိုနာနိုင်တဲ့နားရှိရလားလို့စူးစမ်းတယ်သုံးသပ်တယ်ဉာဏ်နဲ့ကြည့်တယ်ဆိုရင်မိမိတို့ကဒီလိုဉာဏ်မျိုးမရှိတဲ့အတွက်သူတို့ဟာဖြစ်နိုင်တဲ့အနေအထားရှိပါရဲ့လားဒါလေးတော့သုံးသပ်ဖို့လိုတယ်အဲ့လိုသုံးသပ်ပြီးတော့သူတို့ဖြစ်နိုင်တဲ့အရာကိုထောက်ပံ့ပေးခြင်းကိုတော့မေတ္တာလို့ခေါ်တယ်သူဖြစ်နိုင်တာနဲ့သူ့ကိုအကောင်းဆုံးဖြစ်အောင်လုပ်ပေးတာကိုမေတ္တာလို့ခေါ်တာကိုသူကြိုးမဲ့မဖြစ်အောင်မိမိကစောင့်ရှောက်ပေးတာကိုလည်းမေတ္တာလို့ခေါ်တာကိုသူကြိုးမဲ့ဖြစ်သွားတယ်ဆိုတာကသူမဆန်းနိုင်တဲ့အရာတစ်ခုကိုကိုယ်ကနေသွားပြီးတော့အတင်းကာရောလုတ်ခိုင်းမယ်ဆိုရင်သူဖြစ်နိုင်ပါတော့မလားဒါဆိုရင်ကိုယ့်ရဲ့အကျိုးဆောင်မှုဟာသူ့စီရောက်သွားလားမရောက်သွားရင်ကိုယ့်ဘက်ကလည်းဒေါသမဖြစ်ဘူးလားဒါဆိုရင်ကိုယ့်ဘက်ကအပေးမှားလို့မဟုတ်ဘူးလားဖြစ်တယ်ဒါကြောင့်မို့ပြန်ကြည့်မယ်ဆိုလို့ရှိရင်မိမိတို့ကပေးတတ်ဖို့လိုတယ်ပေးတတ်မှမေတ္တာဖြစ်ပါလေနော်အဲ့တော့မပေးတတ်ဘူးဆိုရင်မိမိတို့ဘက်ကအကျိုးဆောင်ခြင်းတော်ညာလဲအကျိုးမဲ့ဖြစ်လာရင်ဒါအကျိုးဆောင်တာကိုလက်မခံရလေရဲ့ဆိုပြီးတော့မိမိတို့ကဝမ်းနေပြီးဒေါသတွေကလည်းထွက်ချင်ထွက်သွားတယ်ဆိုရင်ဒါဆိုရင်မိမိတို့ဟာအကျိုးဆောင်ခြင်းဆိုတဲ့ကုသိုလ်တရားကိုလုပ်နေရကနေပြီးတော့အကုသိုလ်တရားကိုလုပ်မိရတာမဖြစ်ပါဘူးနော်ဖြစ်သွားတယ်ဒါကြောင့်မို့မေတ္တာတရားဆိုတာတကယ်ကြတော့တော်တော်သိမ်မွေ့ပါတယ်နောက်တစ်ခုမေတ္တာဆိုတဲ့အရာကပိဿတ်ခြင်းပဲရယူခြင်းမဟုတ်ဘူးသဘောကမိမိကနေပြီးတော့ပုဂ္ဂိုလ်တယောက်ရဲ့အကျိုးကိုဆောင်လို့တယ်ဒီပုဂ္ဂိုလ်မှာဖြစ်နိုင်တဲ့အရေးချင်းကိုမိမိကသိပြီးတော့ခန့်မှန်းပြီးတော့ချင့်ချိန်ပြီးတော့အကျိုးဆောင်လိုက်တယ်တခါတည်းနဲ့ကိုကအဲ့လိုချင့်ချိန်ပါလဲနဲ့တစ်ဖက်သူရဲ့အရေးချင်းကိုချင့်ချိန်နိုင်တဲ့ဇာအားကအားနေတော့သူ့ဘက်ကဖြစ်နိုင်တဲ့အရေးချင်းမဟုတ်တဲ့အကျိုးဆောင်မှုတစ်ခုကိုကိုကနေလုံးမိလိုက်တယ်သူ့ဘက်ကလက်မခံနိုင်သေးတဲ့အရာတစ်ခုကိုကနေပြီးသူ့ကိုပေးပြီးလိုက်တယ်အဲ့ဒီခါမှာသူ့ဘက်ကဆန့်ကျင်လာရင်ဒေါသမထွက်ကြဘူးလားငါပေးတဲ့မေတ္တာငါပေးတဲ့အကူအညီကိုမယူရကောင်းလားဆိုပြီးဒီလိုဖြစ်တယ်အဲ့လိုမဖြစ်သင့်ဘူးအဲ့ဒါကိုမေတ္တာလို့မခေါ်ဘူးအဲ့ဒါဘာဖြစ်တာလဲမိမိအကျိုးဆောင်တဲ့အရာကိုတစ်ဖက်ကလက်ခံတာကိုပဲလိုချင်တယ်လို့ပြောတာဒါဆိုရင်အတုံးနဲ့အဖြစ်နဲ့ပြန်ပြီးမျောလင့်နေတယ်လို့မပြောနိုင်ဘူးနော်ပြောနိုင်တယ်မေတ္တာဆိုတာကပြည့်စုံခြင်းသာဖြစ်တယ်ရယူခြင်းမဟုတ်ဘူးနော်သူတို့ရဲ့အကျိုးကိုဆောင်လိုက်မယ်တကယ်လို့သူတို့ဘက်ကလက်ခံနိုင်တဲ့အတိုင်းတာမရှိသေးဘူးဆိုရင်လည်းဘာလုပ်မလဲဟောသူ့ဘက်ကလည်းငါပေးတဲ့အကူအညီကိုရယူလက်ခံနိုင်ဖို့ရန်အတွက်သူ့မှာအစင်သက်မဖြစ်သေးဘူးဒါမြတ်စွာဘုရားရှင်တို့ရဲ့ထုံးတယ်မြတ်စွာဘုရားရှင်ရဲ့ပုဂ္ဂိုလ်တယောက်ကိုကယ်တင်တော့မယ်ဒီပုဂ္ဂိုလ်အနေနဲ့ဒီချိန်မှာဒီလောက်ပဲလက်သင့်ခံနိုင်သေးတယ်ဆိုရင်ဒီလောက်ပဲမပြောဘူးလားဒီလောက်ပဲပြောတယ်ဒီထက်ပိုပြီးမြတ်စွာဘုရားအာမထုတ်ပါဘူးဣန္ဒြေရင့်ကျက်လာမယ့်အချိန်ကိုစောင့်ပြီးသူ့နဲ့ထိုက်တန်တဲ့အရာလေးကိုနောက်တစ်ချိန်ကျမှပြောတယ်ငါပြောတဲ့အရာကိုမိရကောင်းလားဆိုမြတ်စွာဘုရားရှင်ဘက်ကနေပြုမှုမျိုးမရှိပါဘူးနော်မြတ်စွာဘုရားရှင်ကတော့ကိလေသာကင်းနေတဲ့အတွက်ကြောင့်ဘာမှမဖြစ်ဘူးဒါပြန်မိမိတို့ဘက်ကလည်းပဲကိလေသာမကင်းသေးပေမဲ့လည်းမိမိတို့ကဉာဏ်နဲ့ရှင်ပြီးတော့မိမိပေးတဲ့မိမိရဲ့အကူအညီမိမိရဲ့မေတ္တာကိုတစ်ဖက်ကနေပြီးတော့တကယ်လို့လက်မခံနိုင်သေးဘူးဆိုရင်
ငါရဲ့အကူအညီကိုသူဟာလက်ခံနိုင်သေးတဲ့ပုဂ္ဂိုလ်မဟုတ်သေးဘူးဆိုပြီးတော့မိမိလှုပ်ရှားရှိတာကိုဆက်ပြီးလုံနေဖို့တော့လိုတယ်အဲ့ဒီပုဂ္ဂိုလ်ကိုမုန်းတီးသွားတဲ့စိတ်ဓာတ်မျိုးမဖြစ်သင့်ဘူးအဲ့လိုမျိုးမုန်းတီးသွားရင်မိမိတို့ဟာမိမိရဲ့ပေးခြင်းတဲ့အတူတစ်ဖက်ကလက်ခံခြင်းဆိုတဲ့တုံ့ပြန်မှုတစ်ခုကိုအနည်းဆုံးလိုချင်နေတဲ့ပုဂ္ဂိုလ်တွေနောက်တနည်းမိမိကသူတို့အကျိုးကိုဆောင်လိုက်ပြီးသူတို့ဘက်ကလည်းမိမိကိုပြန်လည်ပြီးတုံ့ပြန်မှုတစ်ခုခုအကျိုးဆောင်မှုတစ်ခုခုပြန်လည်ပြီးတော့မျှော်လင့်နေတဲ့ပုဂ္ဂိုလ်တွေထဲမှာပါသွားကြမှာဖြစ်တယ်။ဒါဆိုမိမိတို့ရဲ့မေတ္တာဟာအပေးအယူသဘောမျိုးဖြစ်နေတဲ့မေတ္တာဖြစ်နေတဲ့အတွက်ကြောင့်ဒါဟာပုံစံမှန်တဲ့မေတ္တာလို့တော့မဆိုနိုင်တော့ဘူးနော်။ဒါကမိခင်ဒီဘက်ကနေသားသမီးတွေပေါ်မှာထားတဲ့အပိုင်းကြတော့သူတို့ဘက်ကအပေးကြီးပဲမဟုတ်ဘူးနော်။ဟုတ်တယ်နော်သူတို့ဘဝတစ်လျှောက်လုံးပေးလာကြတာသူတို့ရဲ့မေတ္တာတွေကသိဖို့အင်မတန်ကြီးညိုဖို့မကောင်းနေဘူးလား။ဒီကောင်းတယ်မိမိတို့ငယ်စဉ်တောင်ကြီးဘဝကလေးကနေမိမိတို့အပေါ်မှာပြန်လည်ပြီးတုံ့ပြန်မှုဘာမှမပြုတ်နိုင်ခဲ့တဲ့အင်မတန်မှနုနယ်နေတဲ့ဟိုငယ်ရွယ်နေတဲ့အချိန်လေးကနေစပြီးလူကြိုတွေတိုက်ကြွေးပြီးတော့ဒီမိုးတွေချိုးပြီးတော့အဆအအရာပြုစုလူကြွေးလာကြတဲ့မိဘတွေရဲ့မေတ္တာဟာအင်မတန်ကြီးမားတဲ့မေတ္တာလေးပါမိဘတို့ရဲ့မေတ္တာကဲ့သို့ပဲတခြားသောပုဂ္ဂိုလ်များပေါ်မှာလည်းမေတ္တာထားနိုင်ဖို့လိုတယ်အဲ့လိုထားနိုင်အောင်လေ့ကျင့်ဖို့လိုတယ်မိမိအကျိုးမိမိဆောင်ကျင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဆိုရင်ပေါ့ဒါဆိုရင်မိဘတွေရဲ့မေတ္တာနဲ့တူနေတဲ့မေတ္တာဆိုတာအပေးသဘောမျိုးနဲ့သက်ဆိုင်နေတဲ့မေတ္တာမျိုးပေါ့။တစ်ချိန်မှာအသက်ကြီးလာလို့သူတို့ဘက်ကနေတုံ့ပြန်တယ်မတုံ့ပြန်တယ်ဆိုတာကတော့မိဘတွေဘက်မှာညှော်လင့်ချက်ကလေးကတော့ရှိတယ်ဆိုတော့ညာလည်းပဲမပေးလာရင်သူတို့ဘာပြောလဲဘာမှမပြောပါဘူး။ဒီလိုပဲမိမိတို့ဘက်ကလည်းအကျိုးဆောင်လိုက်ပြီ။တစ်ဖက်သူကနေနားလေသည်ဖြစ်စေနားမလည်သည်ဖြစ်စေတုံ့ပြန်သည်ဖြစ်စေမတုံ့ပြန်သည်ဖြစ်စေမိမိရဲ့အကျိုးဆောင်မှုကိုကြီးကြီးပြပြဖြစ်သည်ဖြစ်စေမကြီးပြသည်ဖြစ်စေပေါ့မိမိတို့ဘက်ကကုသိုလ်ဟာကုသိုလ်ပဲဖြစ်ပါစေကုသိုလ်ပြည့်ဝကနေအကုသိုလ်ဘက်ကိုပြောင်းလဲပြီးတော့ယူလိုက်တဲ့ပုံစံမျိုးမဖြစ်အောင်မိမိတို့ကိုမိမိတို့စောင့်ရှောက်တတ်ပါတော့မေတ္တာဆိုတဲ့တရားကိုမိမိတို့ကလက်တွေ့တတ်ကြတယ်တကယ်ကိုပြုနိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်နေတယ်နော်ကဲဟုတ်ပြီမေတ္တာထားကြပြီဒီမှာမေတ္တာကမ္မထန်တွေဘယ်လိုပွားလဲဆိုတာကတော့လက်တွေ့ကျင့်နေတဲ့ပုဂ္ဂိုလ်တွေသိတဲ့အတွက်ကြောင့်လက်တွေ့ပိုင်းနဲ့ပတ်သက်ပြီးကိုယ်တိုင်ကျင့်ကြံနိုင်လာတဲ့အခါသိမှဖြစ်တဲ့အတွက်ဦးဇင်းဒီပိုင်းကိုတော့အကျဉ်းတွင်းဘာမှမပြောလို့ပါဘူးနော်လောကနေထိုင်တဲ့အခါမှာမေတ္တာနဲ့ပတ်သက်ပြီးသိထိုက်တဲ့အပိုင်းလေးကပို့ပြီးတော့ဒီချိန်မှာအရေးကြီးတယ်လို့ဦးဇင်းသဘောပေါက်တဲ့အတွက်ကြောင့်လောကနေထိုင်တဲ့အခါမှာထားတဲ့မေတ္တာကိုပြောချင်းဖြစ်ပါတယ်ဟုတ်ပြီမေတ္တာထားပြီအကျိုးဆောင်ခြင်းဆိုတဲ့ကုသိုလ်တရားကိုလုပ်ကံနေတဲ့ပုဂ္ဂိုလ်တရားဟာမေတ္တာတရားကိုကြီးပဲထားနေလို့တော့မရဘူးပုဂ္ဂိုလ်တရားဟာမိမိရဲ့အကျိုးဆောင်မှုကိုလက်သင်ခံခြင်းနဲ့ခံတာလက်သင်မခံခြင်းနဲ့မခံဘူးရှိတယ်အဲ့တော့ပုဂ္ဂိုလ်တယောက်ကမိမိရဲ့အကျိုးဆောင်မှုကိုလက်သင်မခံဘူးဆိုတဲ့အခါမှာလေးပဲဒီပုဂ္ဂိုလ်ကမိမိရဲ့စေတနာတရားကိုနားမလည်ဘူးအဲ့ဒီခါမှာဝမ်းနည်းစရာသိတယ်လို့ပါဘူးသူကမိမိရဲ့တကယ်ကိုတန်ဖိုးရှိတဲ့အကျိုးဆောင်မှုတစ်ခုကိုတန်ဖိုးရှိပါတယ်လို့မသိနိုင်သေးတဲ့ပုဂ္ဂိုလ်တွေကတယောက်သာဖြစ်နေတဲ့အတွက်ကြောင့်ဒီပုဂ္ဂိုလ်ပေါ်မှာမိမိတို့ဘက်ကသနာတက်ပါတယ်ကရုဏာထားပြီးတော့ဒီပုဂ္ဂိုလ်ကမိမိရဲ့အကျိုးဆောင်မှုကိုမသိသေးတဲ့ပုဂ္ဂိုလ်ပဲဆိုပြီးတော့မိမိတို့ဘက်ကနေကရုဏာတရားကိုထားတယ်ဒီပါပြီသာသမီတွေပေါ်မှာမေတ္တာထားကြတယ်သာသမီတွေဘက်ကနေမိမိတို့ကိုတကယ်လို့များမလျော်ကန်တဲ့အပြုမှုတွေနဲ့တုံ့ပြန်ပြီးပြောဆိုပြုမှုကြတဲ့အခါမှာမိဘတွေဘက်ကကရုဏာတရားတွေများစွာသာသမီတွေပေါ်မှာဖြစ်ချတဲ့ကဲ့သို့ပဲမိမိတို့ကလည်းလောကကြီးမှာအကျိုးဆောင်ရတဲ့ပုဂ္ဂိုလ်တွေဖြစ်နေတဲ့အတွက်ကြောင့်ကရုဏာတရားကိုလက်ကင်ထားတတ်ဖို့လည်းလိုတယ်မိမိတို့နဲ့နှိမ့်ချနေတဲ့ပုဂ္ဂိုလ်တွေကိုတွေ့တဲ့အခါကျရင်လည်းမိမိတို့ကသူတို့ကိုနှိမ်ချပြီးပြောဆိုဖို့မကြိုးစားကြပါနဲ့သူတို့ရဲ့ဘဝလေးတွေဟာနှိမ့်ချနေကြတဲ့အတွက်ကြောင့်သူတို့ဘဝလေးတွေကိုမေတ္တာထားပြီးတော့မြင့်တင်ပေးဖို့မိတို့မှာအဲ့လိုစိတ်ဓာတ်လေးတွေရှိဖို့လိုတယ်နှိမ့်ချနေတဲ့ပုဂ္ဂိုလ်တွေကိုဦးဇင်းတို့ကမလုပ်ရမလဲကရုဏာထားပြီးတော့ဖိမှပြီးဖို့လိုတယ်ရင်းနှစ်တဲ့သူကိုဝါကူပြီးထိုးတဲ့ပုံစံမျိုးတော့ဦးဇင်းတို့မလုပ်နိုင်ဘူးနော်ဒါဆိုရင်လောကမှာဒီထိုင်တဲ့အခါမှာမေတ္တာတရားတစ်ခုတည်းထားလို့မဖြစ်ဘူးကရုဏာတရားလည်းထားတတ်ပါမှမိမိတို့တဲ့နှိမ့်ချနေတဲ့ပုဂ္ဂိုလ်တွေမိမိတို့ရဲ့မြင့်မြတ်နေတဲ့အကျိုးဆောင်မှုတွေကိုလက်မခံနိုင်တဲ့အသိဉာဏ်နည်းနေသေးတဲ့ပုဂ္ဂိုလ်တွေအပေါ်မှာမိမိတို့ကဒေါသထွက်ရမယ်အစားအသိဉာဏ်မှန်မှန်သာဝင်မယ်ဆိုရင်ပေါ့ကရုဏာတရားသာပွားဖြစ်မှာဖြစ်ပါတယ်အဲ့လိုကရုဏာတရားလေးနဲ့သူတို့ကိုကြည်နိုင်လိုက်မယ်ဆိုရင်ဒေါသဖြစ်ဖို့တဲ့မ
သူတို့ဟာတိတ်ကိုသနာစရာကောင်းတဲ့တတ္တဝါတွေပါလားဒီပုံစံလေးမိမိတို့စိတ်ထဲမှာဖြစ်လာကြတယ်နော်ကဲဟုတ်ပြီလောကမှာမိမိထက်နှိမ့်ကြတဲ့ပုဂ္ဂိုလ်တွေအပေါ်မှာကရုဏာထားရတာကတော့သိလွယ်မိမိထက်နှိမ့်ကြနေတဲ့ပုဂ္ဂိုလ်နှိမ့်ကြနေတော့မိမိတို့ကကရုဏာထားနိုင်တယ်ဒါပေမဲ့အဲ့ဒီနှိမ့်ကြနေတဲ့ပုဂ္ဂိုလ်ကမိမိထက်မြင့်မားသွားပြီဆိုရင်ဗာတရားတွေရမယ်မုရိဒာမပွားနိုင်ကြတော့ဘူးဖြစ်ပါလေဣဒ္ဓမေသရိယတရားတွေဝင်လာတယ်ဒါဆိုရင်ကရုဏာတရားဟာမိမိထက်နှိမ့်ကြနေတဲ့အချိန်မှာထားနိုင်တော့ညာလဲမြင့်မားသွားတဲ့အခါမှာပုံစံမပြောင်းသွားဘူးလားအဲ့လိုပြောင်းသွားတဲ့စိတ်ဓာတ်ကလေးတွေမိမိတို့ရဲ့စိတ်ရုပ်နဲ့တဏ္ဍအစဉ်မှာပေါ်လာပြီးဆိုလို့ရှိရင်တော့ခွင့်ပြုဖို့ကောင်းပါမှာမကောင်းဘူးတကယ်လို့ခွင့်ပြုလိုက်မယ်ဆိုရင်မိမိတို့ကမိမိတို့ရဲ့အကျိုးကိုဆောင်တဲ့ပုဂ္ဂိုလ်တွေမဟုတ်တော့ဘဲနဲ့မိမိတို့ရဲ့အကျိုးမဲ့ကိုဆောင်တဲ့ပုဂ္ဂိုလ်တွေဘဝကိုပြောင်းသွားမှာဖြစ်တယ်အဲ့တော့ကရုဏာတရားဟာနှိမ့်ကြတဲ့ပုဂ္ဂိုလ်တွေပေါ်မှာထားနိုင်တော့ညာလဲပဲအဲ့ဒီနှိမ့်ကြတဲ့ပုဂ္ဂိုလ်တူညီနေတဲ့ပုဂ္ဂိုလ်ဒီပင်လျင်ပုံစံပြောင်းပြီးမြင့်မားသွားတဲ့အခါမိမိတို့ဘက်ကလည်းဝန္တာဟုဆိုတဲ့မုရိဒာတရားကိုမထားနိုင်ကြပဲဣဒ္ဓမေသရိယတရားတွေထားနိုင်သွားကြတယ်ထားပြသွားကြတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေထဲမှာမိမိတို့မပါကြဖို့လိုပါတယ်မိဘဖြစ်တဲ့ပုဂ္ဂိုလ်တွေဟာလည်းမိမိတို့ရဲ့သားသမီးတွေမြင့်မားလာပြီဆိုတဲ့အခါကျရင်အင်မတန်မှဝမ်းမသာကြဘူးလားသိဝမ်းသာကြတယ်တိုးတက်သွားပြီဆိုရင်မိမိတို့ကိုပြန်လည်ပြီးတော့တုံ့ပြန်ပြီးဖြစ်စေမတုံ့ပြန်ပြီးဖြစ်စေဝမ်းသာလိုက်တာငါသားလေးကြီးပွားနေပြီငါသမီးလေးကြီးပွားနေပြီပေါ့နော်အဲ့ဒီလိုစိတ်ဓာတ်မျိုးတွေလည်းမိမိတို့မှာရှိတဲ့လေမိမိတို့ပုဂ္ဂိုလ်တယောက်နဲ့တယောက်နဲ့ချမ်းချမ်းသာသာနဲ့ညီညီညွတ်ညွတ်နဲ့စိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းဆိုတဲ့ချမ်းသာခြင်းတွေနဲ့နေထိုင်နိုင်ဖို့ဆိုတာကမေတ္တာတရားလည်းရှိဖို့လိုတယ်ကရုဏာတရားကိုထားဖို့လိုတယ်မုဒိတာတရားနဲ့သူတို့ရဲ့ကြီးပွားအောင်မြင်မှုတွေကိုဝမ်းပန်းတတာနဲ့ဖြစ်တဲ့အချိန်မှာဝမ်းပန်းတတာဖြစ်တဲ့မုဒိတာတရားတွေပွားများဖို့လိုပါတယ်အဲ့လိုပွားများလိုက်မယ်ဆိုရင်မိမိတို့ရဲ့စိတ်ဓာတ်တွေဟာတဖြည်းဖြည်းရင့်ကျက်လာကြမယ်မိမိတို့ဟာသူတစ်ပါးရဲ့ကောင်းမှုကြောင့်ဖြစ်ထွန်းလာတဲ့တိုးတက်ပြောင်းလဲမှုတွေအပေါ်မှာဝမ်းသာနေတဲ့စိတ်တွေဖြစ်နေတဲ့အတွက်မိမိတို့ဒီကံတွေကအကျိုးပေးကြပြီဆိုတဲ့အခါမှာမုဒိတာရဲ့စန့်ကျင်ဘက်ဖြစ်တဲ့ဣဒ္ဓမေသရိယတရားတွေဖြစ်ပေါ်နေတဲ့ပုဂ္ဂိုလ်တယောက်ရဲ့ယုံနံတဏ္ဍစင်မှာရှိနေတဲ့ဒီကံတွေကဘဝတစ်ခုမှာအကျိုးပေးကြပြီဆိုလို့ရှိရင်အချွေရန်နေပါခြင်းဆိုတဲ့အကျိုးတရားကိုရရှိမယ်ဆိုရင်သူတစ်ပါးရဲ့ကြီးပွားချမ်းသာမှုမှာဣဒ္ဓမေသရိယဖြစ်တယ်ဆိုတာကမိမိရဲ့အကျိုးစီးပွားကိုဖျက်သိမ်းရလုပ်တဲ့ပုဂ္ဂိုလ်လို့မပြောနိုင်ဘူးလားပြောနိုင်တယ်ဒါဆိုရင်ဣဒ္ဓမေသရိယတရားတွေဝိနည်းကိုကောင်းပါမလားမကောင်းဘူးဒီဣဒ္ဓမေသရိယတရားတွေကမိမိတို့ဘဝရလာကလေးကယုံနံတဏ္ဍအစဉ်မှာကပ်ပါလာတဲ့အတွက်ကြောင့်ကပ်ပါလာတာလည်းရှိကြပါစေတော့ဒါတွေကိုမိမိတို့ကကပ်ပါလာပြီလို့သိပြီးတော့မိမိတို့နဲ့အတူတကွရှိနေကြတဲ့အရာတွေငုတ်ရှိုးနေတဲ့အရာတွေလို့သိပြီးတော့ဖြစ်ပေါ်ခွင့်ဆိုတာရှိနေတယ်လို့လည်းနားလည်ပြီးပါဖြစ်ပေါ်လာတဲ့အခါမှာဣဒ္ဓမေသရိယတရားတွေကငါ့ကိုခြေလေကြပြီလို့သဘောပေါက်ဖို့တော့လိုတယ်အဲ့ဒီဣဒ္ဓမေသရိယတရားတွေကိုငါလို့စုပ်ကန်မိရင်တော့မဖြစ်သွားဘူးလေကြီးထွားလာလိမ့်မယ်ဣဒ္ဓမေသရိယတရားနဲ့တုံ့ပြန်ပြောဆိုမှုလေးတွေကဘောင်းဝန်းကျင်တစ်ခွင်မှာအင်မတန်မှပြန့်နှံ့သွားမှာဖြစ်ပါတယ်ဒါဆိုရင်မိမိရဲ့အကျိုးစီးပွားကိုမိမိကရုပ်လျှော့အောင်မိမိရဲ့အကျိုးစီးပွားပျက်စီးသွားအောင်လုပ်လိုက်တဲ့အတွက်ဒီဘဝရရှိခြင်းဆိုတဲ့အရာနဲ့အတူပါလာတဲ့ဒီကိလေသာတရားစိုးတွေရဲ့ကျွန်ပြုမှုကိုမိမိတို့ကခံရတဲ့အတွက်ကြောင့်မိမိတို့ဟာအနှစ်သာရမဲ့တဲ့ခန္ဓာကိုယ်ထဲကနေအနှစ်သာရရှိတဲ့တရားတွေကိုထုတ်ယူမယ်ဆိုတဲ့အသိဉာဏ်ရှိခြင်းမှအသိဉာဏ်မဲ့ခြင်းနဲ့မရောက်သွားဘူးလားရောက်သွားတယ်ဒီဘဝရရှိတာဒီခန္ဓာကြီးရရှိတာအနှစ်သာရရှိရနော်ဘာမှမရှိဘူးနေ့စဉ်သားလို့နေရတယ်အမြဲတမ်းတန်ရှင်းရလုပ်ပြီးနေကြတယ်မနေ့အရာသားလို့သွားမတိုက်ပဲနေရင်ကိုယ့်အကူနေလို့ရပါရဲ့နော်ဘယ်သူနေခြင်းလဲဘယ်သူမှမနေခြင်းရေမချိုးပဲထားရင်ဘာဖြစ်မှာဒုက္ခတွေများလို့မယ်ဟုတ်တယ်မဟုတ်လားဒါဆိုရင်အနှစ်သာရရှိလားရေချိုးပေးခြင်းသွားတိုက်ပေးခြင်းမွေးနှံ့တာတွေသုံးပေးခြင်းဆိုတာကမိမိတို့ခန္ဓာကိုယ်ကြီးကိုဒုက္ခခန္ဓာကိုယ်ကြီးမှမသိအောင်ဟန်ဆောင်ပေးနေရတာမဟုတ်ဘူးလားဒါဆိုဒုက္ခမှမသိအောင်ဟန်ဆောင်ပေးတဲ့ပုဂ္ဂိုလ်ဒီထဲမှာမိမိတို့ပါနေလားမပါအောင်ကြိုးစားနော်ဒုက္ခကိုဒုက္ခမှန်သိအောင်တော့ကြိုးစားဒါဆိုဘာဖြစ်သွားမလဲဒါကရုပ်ရဲ့ထင်ရှားမှုရုပ်ရဲ့ရွှန်ရှားပွဲထင်ရှားမှုပဲနောက်တစ်ခု
ရုပ်ထက်ပိုပြီးတော့ရွှေရှားပွဲကောင်းတာကတော့နန္တရားတွေဒီနန္တရားတွေကသိသိမွေ့နေတဲ့အတွက်ကြောင့်မြတ်စွာဘုရားတဏှာမှာဟောထားတယ်ရုပ်တရားတွေရဲ့ရွှေရှားဆက်စုပ်ပွဲသဘောတရားကထင်ရှားတဲ့အတွက်ကြောင့်သိနိုင်တယ်ဒါပေမဲ့နန္တရားတွေကအင်မတန်မှနုညံ့သိမွေ့နေတဲ့အတွက်ကြောင့်မို့သူတို့ရဲ့သဘာဝကိုမသိနိုင်ကြဘူးဒါကြောင့်မို့တတ္တဝါတွေမိုက်နေကြတာဘာကြောင့်လဲရုပ်ကြောင့်တော့ဉာဏ်ကြောင့်ဉာဏ်ကြောင့်များတယ်ရုပ်ကိုမှီပြီးတော့နန္တရားတွေကဖြစ်နေတော့ရုပ်နဲ့တော့မကင်းဘူးပေါ့ဒါပေမဲ့ဒီနန္တရားတွေကြောင့်မိမိတို့အပေပုံသွားတာမဟုတ်ဘူးလားဟုတ်တယ်နော်ဒါဆိုရင်ပြန်ကြည့်လိုက်ဣဒ္ဓမစ္စရိယတရားတွေဖြစ်ထွန်းလာခြင်းဟာမိမိတို့ကနှိမ့်ဆက်ခံရတာမဟုတ်ဘူးလားဟုတ်တယ်ဒါဆိုလို့ရှိရင်မိမိတို့ကဒီဣဒ္ဓမစ္စရိယတရားတွေကိုလက်သင့်ခံလိုက်တယ်ဆိုတာကယွန်ရှာဆက်စုပ်ွယ်အရာတွေကိုမိမိတို့ကပွေ့ပိုက်လိုက်တာလည်းမတူဘူးလားပွေ့ပိုက်ခွင့်ပေးကြပါလားမပေးကြပါနဲ့တော့နော်မသိခင်မှာလုတ်ခဲ့တာလေတော့ရှိပါစေတော့တိလာပြီးတဲ့နောက်မှာအင်မတန်ရွှေရှားပွဲကောင်းနေတဲ့ဒီအကုသိုလ်နန္တရားတွေကိုမိမိတို့ကတစနဲ့တစနေတဲ့နေသွားအောင်တစတဲ့တစကင်းတဲ့ကင်းသွားအောင်နောက်ဆုံးပိတ်မှာချုပ်ငိမ့်သွားအောင်ကြိုးစားဖို့ဟာစိတ်ညစ်ခိုင်းဆိုင်မှုတွေပြုကြပါလောကကြီးမှာကုသိုလ်တရားတွေတိုးပွားဖို့အစားဒီရွှေရှားဆက်စုပ်ပဲကောင်းနေတဲ့အကုသိုလ်ကိလေသာတွေကထိုးနဲ့နေကြတဲ့အတွက်ကြောင့်ရရှိလာတဲ့ဘဝလေးဟာတန်ဖိုးမဲ့တဲ့ဘဝအဖြစ်ကိုပြောင်းသွားကြတယ်တန်ဖိုးရှိတဲ့ဘဝကိုပြုစုပြောင်းထောင်နိုင်ပါလဲနဲ့ဒီကိလေသာတရားစိုးတွေရဲ့ခြေလည်မှုကြောင့်တန်ဖိုးမဲ့တဲ့ဘဝကိုမိမိတို့ကူးပြောင်းသွားကြမယ်အဖြစ်မျိုးကိုခွင့်ပေးမယ်ဆိုရင်တော့မိမိတို့ဟာဒုလိမ္မာပညာရှိဖြစ်မှာလူမိုက်တွေဖြစ်မလားဟုတ်ပြီဒုလိမ္မာပညာရှိဖြစ်အောင်ကြိုးစားကြမယ်လို့အစဉ်ကတော့နားလည်သဘောပေါက်တယ်နော်ဒါဆိုရင်မေတ္တာကရုဏာမုဒိတာဆိုတဲ့အပိုင်းကိုအစဉ်ပြောသားလိုက်ပြီမေတ္တာထားတော်ညာလေမေတ္တာတရားကိုနားမလည်ကရုဏာပွားပြီးပါမိမိမေတ္တာထားတယ်နော်မေတ္တာထားလို့တစ်ဖက်သားမှာအောင်မြင်သွားပြီဆိုတဲ့အခါမှာမိမိကြောင့်သူဖြစ်ထွန်းသွားတယ်ဆိုတဲ့အတွက်ကြောင့်ဝမ်းသာရမယ်အစားမိမိအကျိုးဆောင်တဲ့အချိန်တုန်းကတော့ဒီပုဂ္ဂိုလ်ရဲ့အကျိုးကိုတကယ်ဆောင်ခြင်းနဲ့စိတ်ဓာတ်နဲ့လုပ်နေတာဒါပေမဲ့တစ်ဖက်ကပုဂ္ဂိုလ်ကတကယ်ကြီးပွားသွားပြီဆိုတဲ့အခါမှာမိမိပြိုးထောင်လို့ဖြစ်ပေါ်လာတဲ့ပုဂ္ဂိုလ်ရဲ့ကြီးပွားမှုကိုတောင်မှတစ်ဖက်သူကတကယ်လို့တုံ့ပြန်မှုမရှိဘူးကျေးဇူးတရားကိုနားမလည်တဲ့ပုံစံနဲ့တွေ့လာခဲ့ရင်ဘာဖြစ်သွားလဲမုဒိတာမပွားနိုင်တော့ဘူးဒါဆိုရင်မိမိအကျိုးဆောင်တဲ့ပုဂ္ဂိုလ်တယောက်ပေါ်မှာတောင်မှမိမိတို့ရဲ့စိတ်တရားဖောက်ပြန်မပြောင်းလဲတတ်ဘူးလားဒါဆိုလို့ရှိရင်ပြန်ကြည့်လိုက်အင်မတန်ရွှေရှားဆက်စုပ်ွယ်ကောင်းတဲ့နန္တရားတွေကိုမိမိတို့ရရှိထားတာမဟုတ်ဘူးလားဘာများဒီဟာကြီးကိုသွားပြီးတော့ပွိပိုက်ထားဖို့ကောင်းတယ်ဘာမှမကောင်းဘူးပြတ်တတ်အောင်လုပ်ဖို့မကောင်းဘူးလားကောင်းတယ်ဒါဆိုလို့ရှိရင်မေတ္တာဆိုတဲ့တရားနောက်မှာကရုဏာတရားတွေပွားများနိုင်အောင်လေ့ကျင့်ပေးပါမိမိတို့ရဲ့စိတ်မှာအမြင့်ကြီးတွေဖြစ်ပေါ်လာပြီးဆိုအမြင့်ကြီးတွေဖြစ်နေပြီဆိုတာသိပေးပါမုဒိတာပွားမယ်နေရာမှာဣဒ္ဓမစ္စရိယတရားတွေဝင်လာပြီးဆိုရင်လည်းငါတို့ရဲ့စိတ်တွေမှာအမြင့်ကြီးတွေဆွမ်းထင်းပြီးပေးနေပါပေါ့လားဒီညစ်ကြေးတွေကိုမိမိတို့ကပယ်ရှင်းပြဖို့ကြိုးစားရမယ်မပယ်ရှင်းမှုဆိုလို့ရှိရင်မိမိတို့ရဲ့အကုသိုလ်ကံတွေကတိုးပွားလာပြီးတော့မကောင်းတဲ့အကျိုးတွေကိုပြီးကြမှာဖြစ်ပါတယ်နော်ကဲဟုတ်ပြီမေတ္တာလည်းထားနိုင်ပါပြီကရုဏာလည်းပွားနိုင်ပါပြီမုဒိတာတွေလည်းပွားနိုင်ပြီမိမိအကျိုးဆောင်လိုတဲ့အတွက်အကျိုးဆောင်ပြီးတော့လုပ်နေတဲ့လုပ်ငန်းရပ်တွေပုဂ္ဂိုလ်တူမိမိကအကျိုးဆောင်နေတယ်ဖွဲ့စည်းတစ်ခုခုမှာမိမိကအကျိုးဆောင်နေတယ်ဒီဖွဲ့စည်းအောင်မြင်နေတဲ့အချိန်မှာမိမိကအမြဲတမ်းဝမ်းသာနေတယ်မုဒိတာတွေပွားနေတယ်ဒီပုဂ္ဂိုလ်ဒီဖွဲ့စည်းတွေကရည်ချင်းတွေမပြည့်ဝသေးလို့သူတို့မှာအားနည်းချက်တွေရှိနေကရုဏာတွေတော့ရှိနေတယ်ဒီပုဂ္ဂိုလ်တွေရဲ့တိုးတက်အောင်မြင်မှုတွေကဆွေးရုပ်ပျက်စီးသွားကြပြီဆိုရင်ဝမ်းနည်းမှုမဖြစ်ကြဘူးလားဖြစ်ကြပြီအဲ့လိုဝမ်းနည်းမှုလေးတွေဖြစ်နေပြီဆိုရင်တော့မိမိတို့ရဲ့စိတ်တွေကရင့်ကျက်လာကြမှာမဟုတ်ဘူးဒေတော်မြတ်စွာဘုရားဘယ်လိုဖြစ်စေချင်လဲမေတ္တာထားပါဒါပေမဲ့ဥပိ္ပခာလေးနဲ့ခြံရံထားပါမှစစ်မှန်တဲ့မေတ္တာဖြစ်တယ်ဥပိ္ပခာမခြံရံထားဘူးဆိုလို့ရှိရင်မိမိတို့ရဲ့မေတ္တာဟာအယောင်ဆောင်မေတ္တာမျိုးဖြစ်သွားတတ်တယ်ဥပိ္ပခာဆိုတာကကောင်းဆိုးတဲ့တန်ကိုကြံ့ကြံ့ခံနေတဲ့သဘာဝပါမိမိမေတ္တာထားလိုက်တယ်တစ်ဖက်သူကမိမိကိုနားလည်သည်ဖြစ်စေနားမလည်သည်ဖြစ်စေတုံ့ပြန်သည်ဖြစ်စေမတုံ့ပြန်သည်ဖြစ်စေနားလည်ခြင်းကိုကောင်းခြင်းလို့ခေါ်တယ်နားမလည်ခြင်းကိုတော့မကောင်းခြင်းလို့ခေါ်တယ်တုံ့ပြန်ခြင်းကိုတော့ကောင်းခြင်းလို့ခေါ်တယ်မတုံ့ပြန်ခြင်းကိုတော့မကောင်းခြင်းလို့ခေါ်တယ်ဒါတွေဟာလောကဓာတ်တရားတွေပဲ
လောကလူသားတွေအားလုံးဟာကိလေသာတွေထိုးနှက်မှုကိုခံရတဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက်ကြောင့်မို့မေတ္တာထားတဲ့ပုဂ္ဂိုလ်ရဲ့ကျေးဇူးတရားတွေကိုနားလည်ခြင်းမှလည်းနားလည်ကြတာမိဘဆိုတဲ့ပုဂ္ဂိုလ်တွေကမေတ္တာကရုဏာမုဒိတာတွေလွန်စွာကြီးမားကြတယ်လည်းပဲမိဘတွေရဲ့မေတ္တာကျေးဇူးတရားတွေကိုတကယ်နားလည်ပြီးတုံ့ပြန်တဲ့ပုဂ္ဂိုလ်တွေကလောကမှာသိမရှားဘူးလားသိရှားတယ်အဲ့ဒီလိုပဲမိမိတို့ဟာအကျိုးဆောင်နေတဲ့နေရာမှာရှိနေတဲ့မေတ္တာကိုရှေ့ရှုပြီးလက်ကင်ထားပြီးအကျိုးဆောင်နေတဲ့ပုဂ္ဂိုလ်တွေဖြစ်နေကြတယ်ဆိုရင်မိမိတို့မှာဥပိ္ပခာတရားကိုခြံရံထားဖို့လိုတယ်မိမိတို့ကနေဥပိ္ပခာတရားကိုခြံရံမထားဘူးဆိုလို့ရှိရင်ကောင်းဆိုးနှစ်တန်လောကရန်ဆိုတဲ့လောကရန်တရားတွေကိုရင်ဆိုင်လာရပြီဆိုတဲ့အခါမှာမိမိတို့မှာခံနိုင်ရင်ရှိကြမှာမဟုတ်ဘူးအဲ့ဒီအခါမှာမိမိတို့ရဲ့မေတ္တာတရားတွေကပုံစံပြောင်းပြီးတော့ကုသိုလ်တရားဘက်ကနေအကုသိုလ်တရားဘက်ကိုပြောင်းပြီးတော့ဖြစ်ခြင်းပြုခြင်းသွားကြပါဖြစ်ပါတယ်နော်မိဘတွေဟာလည်းပဲမိမိတို့ရဲ့သားသမီးတွေဟာမိမိတို့ပြုစုစောင့်ရှောက်လို့ကြီးပြင်းလာကြတယ်လို့ဆိုနိုင်တော်လဲပေါ့နော်သူတို့ဘက်ကကျေးဇူးတကယ်လို့များနားမလဲတုံ့ပြန်မှုမရှိခဲ့ကြဘူးဆိုရင်တော့တတ္တဝါတွေဟာကန္တာလင်ကိုယ်ပဲဥစ္စာရှိကြတာပဲဆိုပြီးတော့ဥပိ္ပခာထားတဲ့အချိန်မှာဥပိ္ပခာတရားကိုထားပြီးတော့မိမိတို့ရဲ့ကုသိုလ်စိတ်ကလေးတွေမရုပ်လျှော့သွားအောင်ထိန်းသိမ်းပေးပါမိမိတို့ကျိုးဆောင်နေတဲ့ပုဂ္ဂိုလ်များကလည်းပဲပုဂ္ဂိုလ်တယောက်ကိုကျိုးဆောင်လိုက်ပြီးဆိုတဲ့အခါမှာသူ့ဘက်ကတုံ့ပြန်မှုတွေတကယ်လို့များမရခဲ့ဘူးဆိုတဲ့အခါကျရင်ဘာမှမနေစားဘူးဥပိ္ပခာနာထားလိုက်ပါဥပိ္ပခာဆိုတဲ့သဘောကလုံးလုံးကြီးလစ်လီရှုလိုက်တဲ့သဘောမျိုးကိုတော့မပြောပါဘူးနော်ပုဂ္ဂိုလ်တယောက်ကိုကအကျိုးဆောင်တယ်ဒီပုဂ္ဂိုလ်ကမိမိအကျိုးဆောင်မှုကိုလက်မခံနိုင်သေးတဲ့ပုဂ္ဂိုလ်ဖြစ်နေတယ်ဆိုရင်ဥပိ္ပခာပြုပြီးကိုယ်လှုပ်ရှားရှိတာကိုစက်ပါလုပ်ပြီးရှောက်ပြီးလုပ်နေလိုက်အချိန်တန်ပြီးတစ်ချိန်မှပြန်လဲတွေ့ဆုံကြတယ်ဒီပုဂ္ဂိုလ်မိမိအကျိုးဆောင်တဲ့အကျိုးဆောင်မှုကိုလက်ခံနိုင်တဲ့အတိုင်းအတာရှိနေပြီလားလို့ပြန်လဲသုံးသပ်ဖို့တော့လိုတယ်အဲ့ဒီချိန်ကျရင်တကယ်လို့အကျိုးဆောင်ခွင့်ရအောင်မယ်ဆိုရင်ပြန်လဲပြီးတော့ဆောင်နိုင်တဲ့မေတ္တာမျိုးကိုတော့အထင်မေတ္တာလို့ခေါ်ပါတယ်ဒီပုဂ္ဂိုလ်ကမိမိရဲ့အကျိုးဆောင်မှုကိုလက်မခံတဲ့အတွက်ကြောင့်မို့မိမိကမုန်းတီးသွားပြီနောက်တစ်ခါဘယ်တော့မှအကျိုးမဆောင်တော့ဘူးဆိုလို့ရှိရင်အဲ့ဒီမေတ္တာဟာဘာပဲလဲအယောင်ဆောင်မေတ္တာပဲဒါအစစ်မှန်တဲ့မေတ္တာမဟုတ်တော့ဘူးနော်ဥပိ္ပခာမပါတဲ့မေတ္တာဖြစ်တဲ့အတွက်အတုံးလက်ကိုလိုလားနေတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်မို့လောကရန်တွေရဲ့တိုက်ခိုက်မှုကိုခံနိုင်တဲ့မေတ္တာမျိုးလည်းမဟုတ်ပါဘူးမိမိတို့ရဲ့ကုသိုလ်တရားတွေစတဲ့တပိုးတိုးပွားပြီးလာဖို့ရန်အတွက်မဖြစ်နိုင်တဲ့မေတ္တာမျိုးသာဖြစ်တဲ့အတွက်အဲ့လိုမေတ္တာမျိုးနဲ့လည်းလောကမှာမနေထိုင်ဖို့လိုပါတယ်ဒီပါဖြစ်တဲ့ပုဂ္ဂိုလ်တွေသားသမီးတွေနဲ့ပတ်သက်ပြီးတော့လွန်စွာခံစားကြတာအဲ့တော့ခံစားရတယ်ဆိုတာကလည်းပဲမိဘဆိုတဲ့မေတ္တာနေရာကနေနေကြတဲ့အတွက်ကြောင့်ပဲမိမိတို့ဘက်ကလည်းမေတ္တာထားတဲ့နာလေးတွေထားပါကရုဏာထားတဲ့အရာလေးတွေထားပါမုဒိတာပွားတဲ့အရာလေးတွေပွားပြီးတော့ဥပိ္ပခာပြုတဲ့အခါကျရင်ပြုပြီးတော့တကယ်လို့မိမိတို့ဘက်ကဘယ်လောက်ထိဥပိ္ပခာပြုရမလဲမိမိတို့ဒီဘဝရရှိခြင်းဟာသားသမီးတွေကိုပြုစုပြောထောင်ဖို့ရရှိလာတဲ့ပုဂ္ဂိုလ်တွေလိုဖြစ်နေကြတယ်မိဘတွေကိုကြည့်လိုက်တဲ့အခါမှာမိမိတို့အသက်အရွယ်တွေကြီးလာကြပြီတသက်လုံးသူတို့အတွက်ကိုစောင့်ရှောက်ပြီးလာခဲ့ကြပြီသူတို့အတွက်ကိုလုပ်ခဲ့ကြတယ်မိမိအတွက်လုပ်ခဲ့တာတခုမှမပါဘူးဒါကြောင့်မို့အဲ့ဒီအချိန်မှာမိမိတို့ကသူတို့ကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေဘာလို့ရလဲသူတို့နဲ့ပတ်သက်ပြီးကြောင်းကြမှုမပြုတော့ဘူးလေဥပိ္ပခာတရားကိုလက်ကင်ထားပြီးတော့ဒုက္ခခတ်သိမ်းကင်းခြင်းရာဖြစ်တဲ့နိဗ္ဗာန်ဆိုတဲ့ဟူမာပကံကိုကုမြောက်ရောက်ရှိစေနိုင်တဲ့သီလသမာဓိပညာသိက္ခာ၃ရပ်ကိုကျင့်ကြံကြိုးကိုအားထုတ်ဖို့ရအတွက်ဥပိ္ပခာပြုသိရင်တော့ပြုကြပါလို့တော့ဦးစင်းကတော့တိုက်တွန်းတယ်နော်ဒါမှမိဘတွေပါဖြစ်မလားအချိန်နဲ့အခါနဲ့အကျိုးဆောင်တတ်တဲ့ပုဂ္ဂိုလ်တွေဖြစ်မယ်မိမိအကျိုးတစ်ပါးအကျိုးကိုဆောင်တတ်တဲ့ပုဂ္ဂိုလ်တွေဖြစ်ပါလိမ့်မယ်တသက်လုံးဒီသားသမီးတွေရဲ့အကျိုးကိုဆောင်ရင်းနဲ့မိမိတို့ကနေဝေခြင်းရောက်သွားမယ်ဆိုရင်မိမိတို့ဟာမိမိတို့ရဲ့အကျိုးကိုဆောင်တတ်တဲ့ပုဂ္ဂိုလ်တွေမဟုတ်ကြဘူးလို့ပဲပြောရမှာဖြစ်တယ်သားသမီးတွေရဲ့အကျိုးကိုဆောင်ရင်းနဲ့မိမိတို့ရဲ့အကျိုးတွေကဘာမှမလုပ်နိုင်ဘဲနဲ့ဘဝနေဝင်ခြင်းကိုမိမိတို့ရောက်သွားကြတယ်ဆိုရင်ဘဝရရှိခြင်းရဲ့အနှစ်သာရကိုအရယူနိုင်လိုက်တဲ့ပုဂ္ဂိုလ်တွေလို့မပြောနိုင်ဘဲနဲ့ဘဝရရှိခြင်းရဲ့အနှစ်သာရကိုလက်တွေ့ကြကြနာနာအသုံးချနိုင်လိုက်တဲ့ပုဂ္ဂိုလ်တွေမဟုတ်ဘူးလို့ပြောရမှာဖြစ်တယ်ဒါကြောင့်မို့မိဘတွေကသားသမီးတွေရဲ့အကျိုးကိုဆောင်နေကြတယ်လို့လူကြီးတွေကလည်းလူငယ်တွေရဲ့အကျိုးကိုဆောင်နေကြတယ်သူတစ်ပါးရဲ့အကျိုးကိုဆောင်နေတဲ့စိတ်ထားတစ်ခုတည်းနဲ့မိမိတို့ဘဝကိုတကယ်အကျိုးရှိအောင်လို့တင်းပြည့်ချင်းပြည့်မရနိုင်သေးဘူးသူတစ်ပါးအကျိုးကိုလည်းဆောင်မယ်မိမိအကျိုးကိုလည်းဆောင်မယ်ဓမ္မလမ်းကြောင်းမှာရှောက်နေတဲ့ပုဂ္ဂိုလ်တွေကတော့သူတစ်ပါးအကျိုးကိုဆောင်နေတယ်ဆိုရင်လည်းမိမိအကျိုးကတော့ဆောင်ပြီးသားဖြစ်သွားပါတယ်
ဒါပေမဲ့လောကမှာရှိနေတဲ့အကျိုးဆောင်မှုတွေကတော့ဂါတံမှာလောဘဒေါသမောဟတွေကိုပံ့ပိုးပေးနေတဲ့အကျိုးဆောင်မှုတွေဖြစ်နေတဲ့အတွက်ကြောင့်မိမိရဲ့အကျိုးတွေကတခါတည်းဆုပ်ယုပ်သွားတတ်တဲ့သဘောရှိတယ်။ဒါကြောင့်မို့လောကမှာမေတ္တာတရားဆိုတဲ့အရာဟာအကျိုးကိုလိုလားခြင်းဖြစ်တဲ့အတွက်ကြောင့်အကျိုးဆောင်ခြင်းဆိုတဲ့အပိုင်းမှာလည်းပဲမိမိအကျိုးသူတစ်ပါးအကျိုးကိုပြည့်စုံနိုင်တဲ့အကျိုးဆောင်မှုမျိုးဖြစ်ဖို့လိုပါတယ်။သူတစ်ပါးရဲ့အကျိုးကိုတကယ်ဆောင်နိုင်တဲ့ပုဂ္ဂိုလ်တကယ်သာမှန်ပါစေမိမိရဲ့အကျိုးဆောင်မှုဟာတစ်ပါးတည်းပြည့်စုံပြီးသားဖြစ်သွားတယ်။သူတစ်ပါးရဲ့အကျိုးကိုမဆောင်နိုင်တဲ့ပုဂ္ဂိုလ်တွေဟာမိမိရဲ့အကျိုးမဲ့ကိုလည်းတစ်ပါးတည်းဆောင်ပြီးသားဖြစ်သွားတဲ့အတွက်ကြောင့်မိမိရဲ့အကျိုးဆောင်မှုသူတစ်ပါးရဲ့အကျိုးဆောင်မှုပြည့်စုံခြင်းဆိုတာကတကယ်ကိုဆောင်တတ်တဲ့အကျိုးဆောင်နိုင်တဲ့အကျိုးဆောင်တတ်တဲ့ပုဂ္ဂိုလ်တယောက်ဖြစ်ဖို့လိုတယ်။အဲ့လိုအကျိုးဆောင်နိုင်ဖို့ဆိုတာကမေတ္တာနဲ့ခြံရံထားဖို့လိုတဲ့အခါမှာခြံရံဖို့လိုတယ်။ကရုဏာနဲ့ခြံရံဖို့လိုတဲ့အခါမှာလည်းခြံရံဖို့လိုတယ်။ဝိရိဒဥပေက္ခတရားတွေနဲ့ခြံရံဖို့လိုတဲ့အခါလည်းခြံရံဖို့လိုတယ်။အဲ့ဒါလိုဗြဟ္မစိုတရား၄ပါးလက်ကင်ထားပြီးတော့ဒီဗြဟ္မစိုတရား၄ပါးကိုအညီအညွတ်ထားပြီးတော့အကျိုးဆောင်သွားမယ်ဆိုရင်အကျိုးဆောင်ခြင်းတည်းဟူသောအကြောင်းကြောင့်ဥပိ္ပခာမထားတတ်တဲ့အတွက်ဝမ်းနည်းကြေကွဲရတဲ့အရာတွေဟာဥပိ္ပခာတရားထားနိုင်တဲ့အတွက်ကြောင့်မို့ဝမ်းနည်းခြင်းတွေအများကြီးဖြစ်နေကြမှာဖြစ်တယ်။ကြီးပွားလာတဲ့အခါမှာမေတ္တာမေတ္တိတရားတွေဝင်မဲ့အစားမုဒိတာတရားကိုပွားများလိုက်တဲ့အတွက်ကြောင့်မိမိတို့မှာကုသိုလ်တရားတွေအကျိုးဆောင်နိုင်တဲ့ရည်ချင်းတွေပြည့်စုံလာလိမ့်မယ်ဘလို့ရည်ချင်းတွေလည်းမိမိသူတို့ကအကျိုးကိုဆောင်နေတဲ့ရည်ချင်းတွေဖြစ်လာလိမ့်မယ်။သူတို့ကနေကြသွားပြီးဝမ်းနည်းခြင်းဖြစ်မဲ့အစားသူတို့ပေါ်မှာကရုဏာတရားတွေကိုပွားများလိုက်မယ်ဆိုရင်မိမိမှာလည်းကုသိုလ်တရားတွေတိုးပွားမယ်။တစ်ဖက်သူမှာလည်းပဲကုသိုလ်တရားတွေတိုးပွားလာလိမ့်မယ်။ဒါကြောင့်မို့မေတ္တာဆိုတဲ့တရားကိုမိဘတွေလည်းပဲကိလေသာထင်ရှားရှိနေတဲ့အတွက်ကြောင့်ဓမ္မကြီးနဲ့တူတဲ့ပုဂ္ဂိုလ်တွေလို့မြတ်စွာဘုရားရှင်ကပြောတော်ရာလည်းပဲမိမိတို့ဟာကိလေသာရဲ့ထိုးနှက်မှုကိုခံရတဲ့အခါမှာမိမိတို့လည်းပဲမေတ္တာတရားတွေကရုဏာတရားတွေမုဒိတာတရားတွေဥပေက္ခတရားတွေကိုပုံစံမှန်မထားနိုင်တဲ့အတွက်ကြောင့်သာသမီတွေရဲ့အကျိုးရှိစေရေးကိုဆောင်ရာကနေအကျိုးမဲ့ဖြစ်သွားနိုင်တဲ့ထုံးလေးတွေရှိနေသလိုပဲလူကြီးဖြစ်တဲ့ပုဂ္ဂိုလ်များဟာလည်းပဲငါတို့သူတို့ရဲ့အကျိုးကိုဆောင်နေပါတယ်သူတို့ပေါ်မှာကရုဏာထားနေပါတယ်မုဒိတာပွားနေပါတယ်ဥပေက္ခထားနေပါတယ်လို့ပြောတော်များလည်းပဲကိလေသာတရားတွေကထိုးနှက်တဲ့အတွက်ထိုးနှက်တဲ့ဒဏ်ချက်ကိုခံရတဲ့အခါမှာဓမ္မစိုတရား၄ပါးကိုလက်ကင်ထားပြီးတော့ပုံစံမှန်မပြုတ်နိုင်ကြတဲ့အတွက်ကြောင့်မို့မိမိတို့မှလည်းပဲပုံစံပြောင်းပြီးတော့ပြုဖြစ်တဲ့အရာလေးတွေဟာဖြစ်ပေါ်လာကြတဲ့အတွက်ကြောင့်မေတ္တာတရားကိုတကယ်ပုံစံမှန်နဲ့အများအကျိုးမိမိအကျိုးကိုဆောင်နိုင်ရေးအတွက်ဓမ္မစိုတရား၄ပါးလက်ကင်ထားပြီးတော့မိမိတို့ရဲ့အကျိုးအများရဲ့အကျိုးသာသမီတို့ရဲ့အကျိုးမိဘတို့ရဲ့အကျိုးမိဘတွေကသာသမီတွေရဲ့အကျိုးပေါ့လူကြီးတွေကလူငယ်တွေရဲ့အကျိုးလူငယ်တွေကလည်းလူကြီးတွေရဲ့အကျိုးသာသမီတွေကလည်းမိဘတွေရဲ့အကျိုးအပြန်အလှန်ပေါ့ဓမ္မစိုတရား၄ပါးလက်ကင်ထားပြီးတော့လက်ဆောင်နိုင်ကြပါစေလို့ဦးဇင်းတိုက်တွန်းရင်ဒီနေ့ဒီမှာပဲတရားအနည်းဆုံးချုပ်စားစို့